ံဝေဇနိယဆိုတာအများကဘဝတစ်ခုရထားပြီဆိုလို့ရှိရင်အဲ့ဒီဘဝမှာပျော်ရွှင်မှုတွေနဲ့မိမိတို့လက်ရှိရထားတဲ့ဘဝလေးမှာကျင့်နှံ့ပြီးတော့ဘဝကိုဆွန့်လွတ်ရမှာကြောက်ပြီးတော့နေကြတယ်ဒါဘဝတဏှာလို့ဆိုတဲ့ဘဝပေါ်မှာသာဝရရှင်သန်နေတာကိုလိုလားကြသည့်အတွက်ကြောင့်ဘဝတဏှာမကင်းသေးတဲ့ပုဂ္ဂိုလ်တွေဟာဘဝပေါ်မှာတွေ့တာမှုရှိနေကြဘဝဆိုတာခိုင်မြဲတာမဟုတ်ဘူးသင်္ခါရသဘောတရားအရာဖြစ်ချိန်တန်တုန်းကဖြစ်လာပြီးပြည့်ချိန်တန်တော့ပြတ်သွားမှာဆိုတဲ့သဘာဝတရားတွေကိုမစင်စားမိတဲ့အခါစိတ်ဟာအာယုန်တွေထဲမှာပဲပြောနေတယ်အဲ့ဒါတွေကိုစဉ်းစားမိလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာဘာဖြစ်လာတော့ဆိုထိတ်လန့်သွားတယ်တုန်လှုပ်သွားတယ်လောကလူတွေမှာဖြစ်တတ်ပါတယ်ဘသူဖြင့်ကွယ်လွန်သွားပြီဘသူဖြင့်အိဋ္ဌာရောက်သွားပြီဆိုရင်ထိတ်လန့်သွားကြတယ်တုန်လှုပ်သွားကြတယ်အဲ့ဒီသဘောလေးဟာတံဝေကဆိုတဲ့အဓိပ္ပာယ်ကတရဏီနဲ့ပြောမယ်ဆိုရင်တံဝေကဆိုတဲ့စကားလုံးလေးကအခြေခံတဲ့စကားလုံးကဝိဇီဆိုတဲ့တန်ရှင်းရှိတဲ့ဝိဇီဓာတ်ကတန်ရှင်းရှိတဲ့ဝိဇီဆိုတဲ့ပါဠိစကားလုံးကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာဝိဇီဘယဆလနေတုကြောက်ခြင်းတုန်လှုပ်ခြင်းနဲ့တံဝေကရဲ့အဓိပ္ပာယ်ကကြောက်တယ်တုန်လှုပ်သွားတယ်တာမန်ကာမဂုဏ်အာယုန်တွေမှာပြောနေတဲ့အချိန်မှာကျဉ်းနေကြကျဉ်းစရာမကောင်းတဲ့အချက်ကလေးတွေးလိုက်တံဝေကဖြစ်ဖွယ်ရအချက်ကလေးတွေးလိုက်တဲ့အခါစိတ်ထဲမှာတုန်လှုပ်ပြီးတော့ထိတ်လန့်သွားတာမျိုးလေအဲ့ဒါမျိုးလေးဟာတံဝေကလို့ခေါ်ပါတယ်ပုရုဇဉ်တွေမှာတော့ဒီတံဝေကလေးကတခဏလေးလောက်ပဲဖြစ်ပြီးတော့တော်ကြတော့ပြန်ငြိမ်းသွားတယ်ပျော်မြဲပြောနေကြပြန်တာပြန်ပြီးတော့ရည်မြဲရည်ပြုံးမြဲပြုံးဖြစ်သွားတယ်ပထမလေးတော့ထိတ်လန့်တုန်လှုပ်သွားတာမျိုးလေးဖြစ်သွားအဲ့ဒီထိတ်လန့်တုန်လှုပ်မှုဆိုတာသူတော်ကောင်းတွေကြတော့ပြင်းပြင်းထန်ထန်ဖြစ်တယ်ပုရုဇဉ်တွေကြတော့ခပ်ပျော့ပျော့လေးဖြစ်တာဆိုအရှိန်သိမ့်မကောင်းတော့အဝိဇ္ဇာတို့တဏှာတို့ဆိုတဲ့အတွေ့အတာတရားတွေကပြန်ပြီးတော့ဖုံးလွှမ်းသွားတဲ့အခါရှိတဲ့တံဝေကလေးဟာပျောက်ထွက်သွားပြန်ဒါကြောင့်မို့တံဝေကဖြစ်เสียကျုံလာပြီဆိုလို့ရှိရင်တံဝေကများဖြစ်အောင်ဆင်ញင်နှလုံးသွင်းပေးဖို့လိုအပ်တယ်အဲ့ဒါမှမိမိတို့စိတ်ထဲမှာတံဝေကစွမ်းအားတွေတက်လာတံဝေကစွမ်းအားတွေတက်လာတဲ့အခါမှာဘဝကိုညှင်းငွေတယ်ဆိုတာဖြစ်လာဘဝကြီးဆိုတာဒီလိုပဲမွေးလာလိုက်အိုလိုက်နာလိုက်သေသွားလိုက်နောက်ထပ်ပြန်မွေးလာလိုက်အိုလိုက်နာလိုက်သေလိုက်မဆုံးနိုင်တော့ဘူးဘယ်တော့မှမဆုံးဘဝကြီးကိုတွေ့တာနေသမျှဒီ process ကြီးကဘယ်တော့မှမလွတ်တော့ဘူးလို့ဖြစ်အိုနာတယ်ဒါကြီးကိုပဲမငြင်းငွေနိုင်ကြဘူးမငြင်းငွေနိုင်တာဘာကြောင့်လို့ဆိုရင်ခုနကဘဝတဏှာလေးအဝိဇ္ဇာလေးကဖုံးပေးတဲ့အခါမှာအမြင်ကလေးစောင်းသွားတယ်ဘဝတဏှာလေးကတွေ့တာလိုက်တယ်အဝိဇ္ဇာကနေပြီးတော့အမှန်မသိအောင်လှုပ်ပေးထားလိုက်ဘဝတဏှာကတွေ့တာလိုက်တယ်ကိုယ့်ဟာကိုယ်ကျဉ်းနှံ့ပြီးတော့ဘဝထဲမှာဒုက္ခအမျိုးမျိုးခံလိုက်ရဒီလိုနဲ့ရှောင်လန်းပြီးတော့နေကြတာတံဝေကဆိုတာအမတန်မှဖြစ်ခဲ့တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကတံဝေကဖြစ်မှုနဲ့ပတ်သက်ပြီးတော့တရားနှစ်ပုဒ်ကိုဟောထားတာလေးရှိတယ်ပေါ့စကားလုံးလေးနှလုံးအဲ့ဒါလေးကိုမှတ်ထားဖို့ဒီနေ့နံပါတ်1စကားလုံးကဘာတော့ဆိုတံဝေစနိယေတုဌာနေတုတံဝေခောတဲ့တံဝေစနိယေတုဌာနေတုထိတ်လန့်တုန်လှုပ်เสียအကြောင်းတရားတွေပေါ်လာတဲ့အခါမှာတံဝေခောသင်္ခါရတရားတွေဘဝတွေရဲ့အပေါ်မှာထိတ်လန့်တုန်လှုပ်မှုဆိုတာဖြစ်ရမယ်တဲ့ဒါနံပါတ်1
ထိတ်လန့်တုန်လှုပ်เสียအကြောင်းတွေနဲ့ဆုံးလာလို့ရှိရင်ထိတ်လန့်တုန်လှုပ်မှုဖြစ်ရမယ်မဖြစ်သေးဘူးဆိုလို့ရှိရင်တို့တွေဟာနိဗ္ဗာန်နဲ့အတော်ဝေးနေသေးတယ်လို့ပြောတန်တရားထဲမှာပျော်တဲ့စိတ်တွေကအလွန်များလွန်အားကြီးနေတယ်အဝိဇ္ဇာရဲ့ဖုံးထားမှုတဏှာရဲ့တွေ့တာမှုတွေကအလွန်အားကောင်းနေသည့်အတွက်ကြောင့်လူတွေဟာမျက်ရည်လေးမှမချောက်ခင်ပြန်ပြီးတော့ရည်နိုင်တဲ့အနေအထားမျိုးပြန်ဖြစ်တယ်နော်မျက်ရည်တောင်မချောက်သေးဘူးပြန်ပြီးတော့တဟဲဟဲနဲ့ရည်လာအဲ့တော့တန်ဝေကတရားဆိုတာလည်းပဲစက္ကန့်ပိုင်းလေးလောက်ပြင်ဖြစ်ပြီးတော့နောက်ထပ်ပျောက်သွားပြန်ရောဘဝတဏရဲ့လှည့်စားမှုတွေအောက်မှာအပြုံးမပြတ်ပြန်ဖြစ်သွားနောက်တစ်ခါတွေးလိုက်ပြန်ထိတ်ခနဲ့ဖြစ်သွားပြန်ပြန်ပြီးတော့အပြုံးမပြတ်နေလိုက်ပြန်တယ်တန်တရားကြီးဟာဒီလိုပဲဖြစ်အဲ့တော့ထိတ်လန့်တုန်လှုပ်เสียအကြောင်းတရားတွေဆိုတာဘာလဲဆိုတန်ဝေကဝတ္ထု၈မျိုးတဲ့တန်ဝေကဝတ္ထု၈မျိုးဆိုတာစာရဲပါလို့စာအုပ်ထဲမှာသာတွေ့နိုင်တာမဟုတ်ဘူးစာအုပ်ထဲတွေ့နိုင်တာတွေကိုပြောတာမဟုတ်ဘူးမိမိတို့နေ့စဉ်ဘဝမှာကြုံတွေ့နေတာတွေစဉ်းစားပဲကြည့်ပါတန်ဝေကဝတ္ထု၈မျိုးဆိုတာဇာတိမွေးဖွားလာတာလူတွေကလူလောကမွေးဖွားလာတဲ့အချိန်မှာလဲအငိုနဲ့စလာခဲ့တာငိုခြင်းတရားနဲ့စလာခဲ့ဘာဖြစ်လို့ဒုက္ခနဲ့စပြီးရင်ဆိုင်ကြရတာဟုတ်တော်တော်များများလူတွေဟာဘဝတစ်ခုအစပြုပြီဆိုရင်တော့မိခင်ဝမ်းကထွက်လာတဲ့အခါမှာပြုံးပြီးတော့ထွက်လာတဲ့ပုဂ္ဂိုလ်ရှိကောင်းရှိနိုင်တော့လဲငိုပြီးတော့ထွက်လာရတဲ့ပုဂ္ဂိုလ်တွေကများပါတယ်ဘုန်းကြီးတို့တခါတော့ကဂျာမနီသွားပြီးတော့မှသင်တော့ဘဝဟာအငိုနဲ့စခဲ့တယ်ဆိုတာလေးကိုပြောပြတို့တွေတော့ရည်ပြီးတော့ထွက်လာတဲ့ပြုံးပြီးတော့ထွက်လာတဲ့မငိုဘဲနဲ့မွေးလာတဲ့ကလေးမတွေ့ဘူးသေးဘူးဆိုတော့ဂျာမန်အမျိုးသမီးတယောက်ကရှိတယ်ဗျာတဲ့အဲ့လိုတော့လျှောက်တယ်နော်ရှိတော့ရှိတယ်ရှားလိုက်မယ်ပေါ့ဘာဖြစ်လို့တော့ဆိုစရတဲ့ကဒုက္ခနဲ့ရင်ဆိုင်ကြရတာရင်ဆိုင်တော့အငိုနဲ့စလာဒါကြောင့်မို့ဇာတိရဲ့ဒုက္ခအမတန်မှကြီးတယ်တဲ့ကိုယ်တိုင်ဒုက္ခခံခဲ့တုန်းကမမှတ်မိတတိတရားတွေအားနည်းလို့မမှတ်မိပေမဲ့ကိုယ်ရဲ့ငယ်ရွယ်သူလေးတွေလူဘဝရောက်ဖို့မွေးလာတဲ့အချိန်မှာအငိုနဲ့စနေကြရတယ်ဆိုတာတော်တော်များများသိရှိနေကြတယ်အဲ့ဒါကိုကြည့်ပြီးတော့လည်းပဲဘဝကြီးဟာကြောက်စရာကြီးပါလားလို့ဆိုတဲ့ထိတ်လန့်တဲ့စိတ်ကလေးတို့ဖြစ်ရမယ်ဒါလည်းတန်ဝေကပဲတဲ့မွေးဖွားတာကိုအကြောင်းပြုပြီးတော့တန်ဝေကသိပ်ပြီးတော့မဖြစ်ကြဘူးဟဲ့သားလေးမွေးတဲ့သမီးလေးမွေးတဲ့ဆိုပြောကြတယ်နော်တန်ဝေကဖြစ်ရမှန်းတော့မသိဘူးလူလောကဒါလည်းတန်ဝေကဖြစ်เสียအကြောင်းလေးတစ်ခုပဲနောက်တစ်ခုတန်ဝေကဖြစ်เสียတစ်ခုကဘာတော့ဆိုလူဘဝရောက်လာတဲ့ပုဂ္ဂိုလ်နုနုဖတ်ဖတ်ငယ်ငယ်လေးမွေးလာတော့လဲတနေ့တခြားရင့်ပြီးတော့လာလိုက်တာတဖြည်းဖြည်းအိုလို့အဖိုးကြီးဖွားကြီးဖြစ်သွားတယ်အဲ့ဒါလဲလူတွေကတန်ဝေကဖြစ်ရမှမသိဘူးတဲ့ဒါတန်ဝေကဖြစ်เสียအကြောင်းတစ်ခုပါပဲရိုးနေပြီနေ့စဉ်နဲ့အမြန်မြင်တွေ့နေရလို့အိုရာမင်းနာဘာမှကိစ္စမရှိဘူးတချို့အိုရာတောင်မှပဲအန်တုပြီးတော့သပင်ဖြူလို့ရှင်လဲဆေးဆိုးလိုက်သေးတာသွားကျိုးလဲစိုက်လိုက်တာပဲเนาะခုခေတ်ဆိုပို့ပြီးတော့ဟိုရင်းဖြစ်သေးပရေတွန့်လို့ရှင်ဘိုတောက်ဆေးထိုးပြီးတော့ပရေတွန့်တာတွေဖြေတယ်။ဥချင်းတရားကိုတန်ဝေကမဖြစ်ဖဲနဲ့ဥချင်းတရားကိုပဲဖုံးလို့ဖိလို့ပြောနိုင်ကြသေးတယ်တဲ့။တို့တွေဟာနိဗ္ဗာန်နဲ့တော့အတော်ဝေးနေသေးတယ်ဒီစိတ်ဓာတ်မျိုးနဲ့ဆိုရင်တန်တရားဝတ်ကလွတ်ဖို့ဘယ်တော့မှကြိုးစားမှာမဟုတ်ဘူး။ဘာဖြစ်လို့တန်ဝေကမှမဖြစ်တာဟုတ်။အိုရာလည်းသိမကြောက်သေးဘူး။နောက်နာခြင်းတရားတဲ့နေမကောင်းထိုင်မသာဖြစ်တာတို့ဖြာတာနာတာတို့သွားကြိုက်နာကြိုက်ကစပြီးဗျာဒိတရားဆိုတာခံကြရအဲ့ဒီဗျာဒိတရားဖြစ်လာလို့ရှင်လေဘဝကြီးဆိုတာဗျာဒိနဲ့လည်းမလွတ်ပါလားလို့ဆိုပြီး
ထိတ်လန့်တုန်လှုပ်ခြင်းဆိုတဲ့စိတ်ပေါ်ရမယ်တဲ့တန်ဝေကဖြစ်ရမယ်ဒီဒါလည်းပဲအမတန်မှဖြစ်ခဲတယ်မဖြစ်တဲ့လူကများနောက်တစ်ခုကဘာလို့ဆိုမရဏသိဆုံးခြင်းကိုရှိမှတယ်မဲ့တဖြုတ်ဖြုတ်သေသွားကြသေသွားတဲ့ပုဂ္ဂိုလ်ဒီကနေ့လာတော့တောင်လမ်းမှာအလောင်းတစ်လောင်းတွေ့ခဲ့သည်ပြင်ထားတာဒီလိုပဲနေစဉ်နဲ့အမျှသေဆုံးနေကြတာကမ္ဘာလောကကြီးမှာရိုးရိုးသေးတာမပြောနဲ့ကိုတတ်သေးတဲ့လူတောင်မှပဲစက္ကန့်40မှာတယောက်နှုံးလောက်ရှိတယ်လို့တလောတော့ကတွက်ပြထားတာတွေ့လိုက်တယ်ဘဝကြီးမှာအစင်မပြေလို့ဒေါမနတတွေလွှမ်းမိုးပြီးကိုတတ်သေးစူးစိုက်လုပ်တဲ့ပုဂ္ဂိုလ်စက္ကန့်40မှာတယောက်နှုံးလောက်ရှိနေတယ်များတယ်ပေါ့အဲ့ဒီသေဆုံးမှုကိုတွေ့လို့ရှိရင်လည်းပဲတန်ဝေကထိတ်လန့်တုန်လှုပ်မှုဆိုတာလူထဲမှာဖြစ်ခဲတယ်တဲ့မဖြစ်ကြဘူးသေရင်များသောအားဖြင့်ဘာကြောင့်သေတယ်သူသာသေတယ်ငါမသေသေးဘူးလို့ဒီလိုပဲတွေ့တာထိတ်လန့်တုန်လှုပ်မှုဆိုတာဖြစ်ခဲတယ်မြတ်စွာဘုရားကအဲ့လိုမဟုတ်တန်ဝေဇနိယေတုဌာနေတုတဲ့အခုဇာတိဇရာဗျာတိမရဏဆိုတဲ့တန်ဝေကဖြစ်ဖွယ်အကြောင်းတရားတွေနဲ့ဆုံလို့ရှိရင်ထိတ်လန့်တုန်လှုပ်မှုဖြစ်ရမယ်တဲ့ဟောတာနံပါတ်1ဒါနိဗ္ဗာန်သွားဖို့လမ်းကြောင်းအတွက်အစပဲတုန်လှုပ်မှုဖြစ်ရမယ်အဲ့ဒါလို့မဖြစ်သေးဘူးဆိုရင်တော်တော်ကိုနှုသေးတယ်လို့ပဲအောင်းမေပေါ့တန်တရားထဲမှာကြာအောင်ပါပဲနိဗ္ဗာန်နဲ့ဝေးနေသေးတယ်လို့ပြောရကိုယ်တဏ္ဍာကိုဆုံးဖြတ်ကြည့်ဖို့အဝိဇ္ဇာတွေလည်းအာကြီးနေသေးတယ်တဏှာအတွေ့အတာတွေလည်းအာကြီးနေသေးတယ်အဝိဇ္ဇာနဲ့တဏှာတွေများနေမှတော့တန်တရားကလွတ်ဖို့ဆိုတာမရှိသေးဘူးတန်ဝေကဖြစ်เสียအခု၄မျိုးရှိပြီဒါတွေကကြုံတွေ့နေကြတာပဲနောက်ထပ်တန်ဝေကဖြစ်เสียအကြောင်းတစ်ခုကဘာလဲဆိုအပါယဒုက္ခအပေပုံကြောက်ရောက်နေကြတဲ့တိရစ္ဆာန်တွေငရဲတိရစ္ဆာန်ပြိတ္တာအသူရကယ်လို့ဆိုတဲ့အပေ၄ပုံသားတွေရဲ့ဒုက္ခအဲ့ဒီဒုက္ခကိုစဉ်းစားဆင်ခြင်ခြင်းဖြင့်လေဘဝမှာထိတ်လန့်စရာကြီးပဲတဲ့ဘဝပေါ်မှာတွေ့တာမှုတွေကိုရှော့ချနိုင်ရမယ်ထိတ်လန့်စရာကြီးကိုမျက်စိအောက်မှာရှိတဲ့ငရဲတွေတော့ကိုယ်တိုင်မမြင်ရဘူးနော်တရိษံလေးတွေကိုမျက်စိအောက်မှာလူတွေကအနိုင်ကျင့်ပြီးတော့တတ်ကြဖြတ်ကြစားကြတောက်ကြနေဒီလိုလူတွေအနိုင်ကျင့်ခံရတဲ့တရိษံလေးတွေကိုကြည့်ပြီးတော့ဘဝဆိုတာအမတန်ကြောက်စရာကောင်းပါလားလို့တန်ဝေကဖြစ်ရမယ်တဲ့ဒါကဒုက္ခတစ်ခုနောက်တစ်ခုစဉ်းစားကြည့်လိုက်ပါတို့ဒီဘဝမတိုင်ခင်ကသေးလာခဲ့တယ်ဖြစ်လာခဲ့တယ်မွေးလာခဲ့တယ်အိုးလာခဲ့တယ်နားလာခဲ့တယ်သေးလာခဲ့တယ်သေးလာလို့တို့ဒီဘဝရောက်လာကြတယ်အဲ့ဒီဒုက္ခတွေကနည်းသလားလို့ဆိုမနည်းဘူးတဲ့အဲ့ဒါအတိတေဝတ္တမူလကဒုက္ခအတိတ်ကိုပြန်ပြီးတော့မျှော်ကြည့်လိုက်လို့ရှင်လဲဒုက္ခတွေများလိုက်တာလို့ဆိုပြီးဘဝပေါ်မှာတွေ့တာမှုလျှော့ချအောင်တွေးရမယ်စဉ်းစားရမယ်ဆင်ញင်သုံးသပ်ရမယ်နောက်တစ်ခုကဘာလဲဆိုရင်အနာဂတေဝတ္တမူလကဒုက္ခတန်တရားကြီးထဲမှာတို့မပြီးဆုံးသေးဘူးဆိုရင်ဒီဘဝသေသွားရင်နောက်တစ်ဘဝလာအောင်ပါပဲနောက်တစ်ဘဝမှာလည်းပဲဒီပုံစံပဲမွေးလာမယ်အိုးမယ်နားမယ်သေခြင်းဖြင့်အဆုံးသတ်မယ်ဒီတိုင်းပဲလာမယ်ဆိုတော့အခုဘဝဒုက္ခရောက်တယ်လို့ပဲနောက်ဘဝလည်းဒုက္ခတွေရောက်အောင်မှာပဲလို့တွေးကြည့်လိုက်လို့ရှိရင်ဘဝထိတ်လန့်စရာကြီးပဲဒီလိုမြင်လားဒါလည်းတန်ဝေကဖြစ်เสียအကြောင်းတစ်ခုတွေနောက်တန်ဝေကဖြစ်เสียလက်ရှိဘဝလေးကိုကြည့်လိုက်ပါလက်ရှိဘဝကိုကြည့်လိုက်ပစ္စုပန်လက်ရှိဘဝမှာအာဟာရေပရိယေတနာအာဟာရပရိယေတနာဒုက္ခလက်ရှိဘဝမှာလူတွေဟာချမ်းချမ်းမနေနိုင်ကြဘူးပတ်စံရှိတဲ့လူရောမရှိတဲ့လူရောချမ်းသာတဲ့လူရောဆင်းရဲတဲ့လူရော
ဘသူမှအေးချမ်းချမ်းမနေနိုင်အောင်ဘာအတွက်စားเสียရှားနေကြစားเสียရှားနေကြဘသူပဲဖြစ်ဖြစ်စားเสียရှားနေကြတာအသက်ရှင်ရေးအတွက်လုံးဝနေကြတနေ့တည်းလည်းမဟုတ်ဘူးတလတည်းလည်းမဟုတ်ဘူးတနေ့တည်းလည်းမဟုတ်ဘူးမသေးမချင်းအဲ့ဒီဒုက္ခကြီးဟာလည်းအမတန်မှကြီးတယ်ဒါကြီးလည်းတန်ဝေကဖြစ်เสียရပဲဆိုတော့ပေါင်းလိုက်တဲ့အခါကျတော့တန်ဝေကဝတ္ထု10မျိုးဆိုတာဒါကိုပြောတာအဲ့ဒီတန်ဝေကဖြစ်เสียအကြောင်းတွေစုံစည်းလာလို့ရှိရင်တန်ဝေကဖြစ်ရမယ်လို့မြတ်စွာဘုရားဒီလိုဟောတာတံဝေဇနိယေတုဌာနေတုတံဝေကောတံဝေဇနိယေတုဌာနေတုတံဝေကဖြစ်เสียအကြောင်းတို့နဲ့တိုက်ဆိုင်လာတဲ့အခါမှာတံဝေကောစိတ်ထဲကထိတ်လန့်တုန်လှုပ်လာခြင်းလို့ဆိုတဲ့တံဝေကတရားသည်ဟောတိစင်စစ်မသွေဖြစ်ရပါပေဒါလူတိုင်းမှာဖြစ်တဲ့ဟာတစ်ခုတဲ့ကဲဒါဖြင့်တံဝေကတော့ဖြစ်ပါရဲ့ဘာလို့อ่ะအဲ့ဒီအဆင့်ကြတော့လူတိုင်းမရောက်တော့အခုလောကလူတွေဟာဒုက္ခဒုက္ခလေးကြုံလိုက်ရင်တော့စိတ်ထဲမှာစိတ်ပြည့်ညှင်းငွေပြီးတော့ထိတ်လန့်သွားတဲ့စိတ်ကလေးတော့ဖြစ်ကြခုနဘသူဖြင့်ကွယ်လွန်နေဆရောက်သွားပြီစိတ်ထဲမှာထိတ်ခနဲ့ဖြစ်သွားသို့တော့အဲ့ဒီထိတ်လန့်တုန်လှုပ်မှုကအရှိန်အမတန်သေးတော့မိဘွားလေးလိုပဲလွင့်ပြီးငြိမ်းသွားတာမပေါ်လာတော့မပူနိုင်ဘူးမလောင်နိုင်ဘူးတန်ဝေကတရားလေးအစွမ်းမထက်ဘူးပြင်းပြင်းထန်ထန်ဖြစ်လာဖို့လိုအပ်တယ်တန်ဝေကကြည့်လေတမန်ပုဂ္ဂိုလ်တွေနဲ့မခထေဝါလို့လည်းခေါ်တယ်နေမီမင်းလို့လည်းခေါ်တယ်ဖះလောင်းတန်ဝေကဖြစ်ပုံလေးကိုနည်းနည်းကြည့်မဂဒေဝမင်းကြီးအမတန်မှအသက်ရှည်တဲ့ခေတ်ကာလမှာလူဖြစ်တယ်နှစ်ပေါင်းများစွာဘဝမှာအတွေ့အတာနဲ့အပျော်တွေနဲ့အမတန်မှပျော်ရွှင်ပြီးတော့နေတဲ့မဂဒေဝမင်းကြီးဟာစဉ်းစားဉာဏ်ရှိတော့သူစဉ်းစားတယ်ငါတစ်သက်လုံးဒီလိုပြောနေမလားငါရဲ့ခန္ဓာကိုယ်ဟာလည်းတစ်သက်လုံးဒီလိုပဲနုပြိုနေမှာလားလို့ဆိုတော့ကိုယ်ရှိကသွားတဲ့ပုံကိုယ်တွေကိုကြည့်ပြီးတစ်သက်လုံးတော့ပျော်ရမှာမဟုတ်ဘူးတစ်သက်လုံးလည်းနုပြိုနေမှာမဟုတ်ဘူးဘာလို့ကိုယ်ရှိကအမေတွေအဖေတွေအဖိုးတွေဖွားတွေကြည့်ရင်သိတယ်သူတို့သွားတဲ့လမ်းကြောင်းငါလျှောက်လမ်းရမှာပဲဘလောက်ပဲအသက်ရှင်နေဒီနေ့ဒီခရီးရောက်လာမှာပဲဒီမှတ်တိုင်ကိုကြော်လို့မရဘူးသူကောင်းကိုမုတ်စိတ်တို့ဘာလို့ပြုပြင်ပေးတဲ့စတ္တာတိကိုမှားထားတယ်ငါတွေ့ဘူးတယ်ငါအဖေတွေအဖိုးတွေဖွားတွေငကိုတော့ကသပင်ဟာပထုံးရောင်စံကေတာဆိုပြီးတော့နှက်ပြီးတော့အယောင်တောက်အသက်ရွယ်ကြီးလာတဲ့အခါကျတော့သပင်တွေကဖြူကုန်ငါလည်းပဲအဲ့ဒီလိုငါကောင်းပေါ်မှာသပင်ဖြူလာလိုက်အဲ့ဒီသပင်ဖြူကလေးများတပင်လောက်တွေ့ရင်ငါပြောပါကွာမှားထားတာနော်မင်းသပင်ဖြူလေးတစ်ခုတွေ့အောင်ရှာနိုင်ပြီဆိုရင်ငါဆုချမယ်လို့ပြောတော့ဘယင်ရဲ့ခေါင်းကိုဖီးပေးတိုင်းဆံပင်ကိုပြုပြင်ပေးတိုင်းသပင်ဖြူများတွေ့လေမလားလို့နှစ်ပေါင်းမြောက်များစွာရှာကြတယ်မတွေ့သေးဘူးနှစ်ပေါင်းမြောက်များစွာကြာတဲ့အခါကျတော့သပင်ဖြူလေးတစ်ပင်တွေ့ကြည့်စတ္တာတိကတော့ဆုရမှာမို့ဘဂဒေဝမင်းကြီးကောင်းကသပင်လေးအဖြူပင်လေးတစ်ချောင်းတွေ့တော့ဝမ်းသာလိုက်တာသူကပျော်သွားတာပျော်နေတာလူဆိုတာကိုယ်အတွေးနဲ့ကိုယ်နော်သပင်ဖြူလေးတော့တွေ့ပြီဆိုပြီးတော့ရွှေညက်ကလေးနဲ့ရွှေမွှေးညက်ကလေးနဲ့အဲ့ဒီသပင်ဖြူလေးကိုရအောင်နှုတ်လိုက်နှုတ်ပြီးတော့အရှင်မင်းတရားရဲ့ခေါင်းမှာသပင်ဖြူလေးတစ်ခုတွေ့နေပါပြီဆိုပြီးတော့ဘုရင်ကြီးကလက်ဖွားလေးဖြန့်ခံလိုက်တဲ့အခါမှာအဲ့ဒီလက်ဖွားပေါ်မှာရွှေမွှေးညက်ကလေးနဲ့နှုတ်ထားတဲ့သပင်ဖြူကလေးတစ်ချောင်းပဲတွေ့သေးတာနော်အဲ့ဒီသပင်ဖြူကလေးတစ်ချောင်းကိုလက်ဖွားပေါ်မှာတင်ပေးလိုက်
မဂဒေဝမင်းကြီးကငါကောင်းမှာသပင်ပြူလေးတစ်ချောင်းတွေ့ပြီဆိုလိုက်တာနဲ့အဲ့ဒါလေးကိုမြင်ပြီးတော့တန်ဝေကစိတ်ထဲကထိတ်လန့်တုန်လှုပ်သွားတာဘလောက်ထိအောင်ဖြစ်တုံးဆိုရင်ချွေးတီတီကြတယ်ချွေးကိုပြန်သွားတာနော်သပင်ပြူလေးတစ်ချောင်းတွေ့တာနဲ့ချွေးပြန်ကြောက်ရွံ့တုန်လှုပ်ပြီးတော့ထိတ်လန့်သွားလိုက်တာတန်ဝေကစိတ်တွေဖြစ်လိုက်တော့အော်ဘဝကြီးဟာငါထာဝရနုပြိုနေမယ်လို့ထင်တာကြည့်ငါဆိုပင်အနက်ကဖြူသွားပြီနဲ့ဆိုပြီးတော့တန်ဝေကဖြစ်လိုက်တာတကူလုံးချွေးတွေပြန်လို့ဘလောက်ထိအောင်ပြန်တုံးဆိုလို့ရှိရင်ဝတ်ထားတဲ့အဝတ်ဟာရေစိုးအဝတ်ကိုညှစ်ယူရသလောက်ရေစိုးအဝတ်ကိုညှစ်လိုက်တဲ့အခါမှာရေတွေထွက်သွားတယ်လို့ပဲအဲ့ဒီဝတ်ထားတဲ့အဝတ်ဟာချွတ်ပြီးတော့ကိုညှစ်ယူရလောက်အောင်ချွေးတွေပြန်တယ်လို့ပြောတာအင်မတန်မှပြင်းထန်တဲ့တန်ဝေကစိတ်လို့ပြောတာဒီကနေ့ခေတ်တော့ဘယ်ပြန်လိုက်ပဲနော်ချွေးပဲထွက်စပယ်ပြူတစ်ချောင်းမပြောနဲ့တကောင်လုံးဖြူလည်းမထွက်ဘူးဘာဖြစ်လို့တန်ဝေကစိတ်ကအမတန်နေတာဟုတ်တန်ဝေကစိတ်နဲတယ်ဆိုတာဘာကြောင့်နဲလဲဆိုခုနကအဝိဇ္ဇာကအမှန်မသိအောင်ဖုံးပေးထားတယ်ဘဝတဏှာကတွေ့တာအောင်ဆက်ဆောင်ထားတယ်ပေါ့အဲ့ဒါကြောင့်မို့လို့ပျော်ပြီးကျင်နဲ့တန်ဝေကဖြစ်စရာတွေတွေ့ပြီမဲ့လို့တန်ဝေကဆိုတာမဖြစ်ဘူးတဲ့ဒီလိုဖြစ်တယ်အဲ့တော့တန်ဝေကဆိုတာဖြစ်ရမယ်ဖြစ်ရင်တော်တော်အဆင့်တန်းမြင့်သွားပြီလို့ပြောဒီစိတ်ဓာတ်မျိုးဟာမွေးမြူပေးရမယ်စိတ်ဓာတ်မျိုးလို့ခေါ်တယ်ထိတ်လန့်နေဆိုတာတဆေကြောက်တယ်လို့ကြောက်တဲ့ဟာမျိုးမဟုတ်ဘူးဘဝကြီးကိုကြောက်တာသင်္ခါရတရားတွေပေါ်မှာလန့်လာမလို့ချင်တော့ဘူးဒီဘဝကြီးကိုလိုက်နာလိုက်သေလိုက်ဒီဘဝကြီးငါမလို့ချင်တော့ဘူးဆိုတဲ့စိတ်တွေဖြစ်လာလို့ကြောက်လာတာဘဝကြီးကိုကြောက်လာအဲ့ဒါလို့ကြောက်ရွံ့လာတဲ့တုန်လှုပ်လာတဲ့စိတ်ကတုန်လှုပ်လာတဲ့စိတ်ဓာတ်မျိုးဖြစ်လာတာတန်ဝေကအသိဉာဏ်ရှေ့သွားပြုတ်ပြီးတော့တုန်လှုပ်ခြောက်ခြားသွားတဲ့စိတ်ပဲတန်ဝေကဖြစ်ပွဲအကြောင်းတရားတွေကနေပြီးတော့ဆွဲကင်လှုပ်လိုက်သည့်အတွက်ကြောင့်သူတော်စင်သူတော်မြတ်တွေရဲ့စိတ်ထဲမှာဆိုရင်ဒါကြီးကလုံးဝပြောင်းရွှေ့လို့မရတော့ကြည့်လေဗုဒ္ဓဝင်ဖတ်ဖူးတဲ့ဗုဒ္ဓဘာသာဝင်တွေအားလုံးကဗုဒ္ဓဝင်သိနေတာနမိတ်ကြီးလေးပါတွေ့လို့တောထွက်တယ်ဆိုတာအားလုံးသိတာဒါတန်ဝေကပဲနမိတ်ကြီးလေးပါတဲ့ကရှေ့သုံးပါးကြည့်တာသူ့သူနာသူသေးပြင်လိုက်တာနဲ့ဘုရားလောင်းဟာဒီစိတ်ဟာဖြောက်လို့မရတော့ဖြောက်လို့မရတော့စိတ်ထဲမှာတုန်လှုပ်နေငါအိုရအောင်မယ်ငါလည်းနာရအောင်မယ်ငါလည်းသေရအောင်မယ်ဆိုတဲ့စိတ်ဟာဖြောက်လို့မရဖြောက်မရသည့်အတွက်ကြောင့်ဓာကြီးကလွတ်အောင်ရှာမယ်ဓာကြီးကလွတ်တဲ့နေမတွေ့အောင်ရှာမယ်ဆိုပြီးတောထွက်ပြီးရှာခဲ့တာလေဟောပြင်းထန်တဲ့တန်ဝေကကြတော့အဲ့လိုတန်ဝေကစိတ်ကမပြင်းထန်ဘူးဆိုရင်တစ်စက္ကန့်လောက်ဖြစ်ပြီးတော့ငြိမ်သွားပြီးဒုံရင်းတိုင်းပဲပြန်ဖြစ်ပျော်မြဲပျော်ပြုံးမြဲပြုံးဒီလိုပဲပြန်ဖြစ်တယ်အေးကောင်းပြီတန်ဝေကဖြစ်လာပြီဆိုရင်နောက်ဆက်တွဲလောက်ရမယ့်အလုပ်တစ်ခုကဘာလို့ဆိုတန်ဝိခတ္တစယောနိသောပဓာနံတန်ဝိကတတန်ဝေကဖြစ်ပြီးတဲ့ပုဂ္ဂိုလ်မှာယောနိသောပဓာနံမှန်ကန်တဲ့နိလန်းနဲ့ကြိုးပမ်းအထောက်မှုရှိရမယ်တဲ့အဲ့ဒါတခုကအရေးကြီးတယ်တန်ဝေကတော့ဖြစ်ပါရဲ့ခပ်ပြောတန်ဝေကလေးဖြစ်သည့်အတွက်ကြောင့်ထိုတန်ဝေကရဲ့တွန်းအားကမရှိသည့်အတွက်ကြောင့်နောက်ဆက်တွဲလောက်ရမယ်နောက်တစ်ခုလောက်ရမယ်အလုပ်ကမလုပ်တော့မကြိုးစားတော့ဖះလောင်းကြတော့တန်ဝေကဖြစ်တယ်သူနာသူသေးမြင်ပြီးတော့တန်ဝေကတွေဖြစ်တယ်စိတ်ထဲမှာဖြောက်လို့မရမရသည့်အတွက်ကြောင့်ဘာလုပ်လဲယောနိသောပဓာနာမှန်ကန်တဲ့နိလန်းနဲ့အိုခြင်းနာခြင်းသေခြင်းကင်းတဲ့တရားရအောင်ရှာမယ်ဆိုလုပ်တယ်ဒီလိုဆုံးလို့တာပေါ့အဲ့တော့တန်ဝေကဖြစ်လာပြီးရင်တန်ဝေကမပြောက်ခင်တန်ဝေကစွမ်းအားတွေတဖြည်းဖြည်းတွန်းအားတွေများလာသည့်အတွက်ကြောင့်တမန်ဘဝမှာမနေနိုင်တော့ပဲနဲ့ဒီဒုက္ခတွေကဒီဘဝတန်တရားကြီးကလွတ်အောင်ငါကြိုးပမ်းအထုတ်တော့မယ်လို့ဆိုတဲ့ကြိုးပမ်းအထုတ်မှုဆိုတဲ့ဆက်ပြီးလုပ်ရမယ့်အလုပ်ကိုလုပ်တယ်လို့ဟောမြတ်စွာဘုရားကဒီလိုတရားနှစ်ပုဒ်ကိုဟောထားတာဒါနိဗ္ဗာန်ရဖို့ရအတွက်ဟောဒီနံပါတ်1ကတန်ဝေကဖြစ်เสียကြုံရင်တန်ဝေကဖြစ်ပါတဲ့တန်ဝေကဖြစ်ပြီးလို့ရှိရင်နိမ္မာန်လမ်းမှကြိုးစားအထုတ်ပါတဲ့ဟောဒီနှစ်ခု
ကောင်းပြီအခုဘုန်းကြီးတို့တွေတန်ဝေကဖြစ်เสียနဲ့ကျုံလာတဲ့အခါနိမန်လမ်းမှဘာအထုတ်ကြမလဲဘာလုပ်ကြမလဲတန်ဝေကစိတ်တွေဖြစ်လာကြပြီတို့ရဲ့ယေရှုရှင်တို့ပေါ်မှာဆုံးမဩဝါဒပေးပြီးကောင်းရကောင်းကြောင်းညွှန်ကြားနေတဲ့ယေရှုရှင်ဆရာတော်ဘုရားကြီးပြန်တော်မူသွားတယ်တန်ဝေကစိတ်တွေပွားလာဘဝဆိုတာအမတန်ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေကိုလည်းချွင်းချက်မထားပါလားဘဝဆိုတာဒီလိုဒုက္ခတွေနဲ့ရင်ဆိုင်ရတာပါလားလို့တန်ဝေကစိတ်လေးဖြစ်လာအဲ့ဒီဖြစ်ပေါ်လာတဲ့တန်ဝေကစိတ်ကလေးကိုဘယ်ထိအောင်တည်သွားရမလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားဟောထားတယ်မရဏတတိဘာဝနာလို့ခေါ်တယ်သိခြင်းတရားပေါ်မှာမေ့မထားတဲ့ဘာဝနာတရားကိုအထောက်အောင်လူတွေမှာတရားအထောက်ရမယ်လို့ဆိုလိုက်တာနဲ့တရားရိပ်တာတွေကိုသွားပြီးတော့မြင်မနေနဲ့တရားအထုတ်တယ်ဆိုတာဘယ်နေရာမှာဆိုအထုတ်လို့ရကိုယ်အိမ်မှာလည်းအထုတ်လို့ရတယ်သွားရင်လာရင်လည်းအထုတ်ရတယ်နော်တရားအထုတ်ရမယ်ဆိုတာနဲ့မျက်စိထဲမှာကမ္မထမ်းထိုင်နေတာတွေကြီးပဲသွားမမြင်နဲ့မရဏတတိဘာဝနာပွားများအထုတ်ရမယ်မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကအာလဝီပြည်ဖရာကြွတဲ့အချိန်မှာမရဏတတိကမ္မထမ်းကိုဟောခဲ့တယ်။ဘာလဲသိခြင်းတရားဟာမြဲတယ်အသက်ဆိုတာမမြဲဘူးလူတွေရဲ့အသက်ဟာသိခြင်းတရားမှာအဆုံးသတ်တယ်လို့ဒါကိုပွားများရမယ်လို့ဒီလိုဟောထားတာ။နောက်3နှစ်ကြာတဲ့အခါကျတော့မြတ်စွာဘုရားအဲ့ဒီတိုင်းပြည်ကိုပြန်ကြွလာအဲ့3နှစ်ပြန်ကြွလာတဲ့အခါမှာတရားနာပရိသတ်တွေထောင်တောင်းချီတဲ့ပရိသတ်တွေမြတ်စွာဘုရားကမရဏတတိဘာဝနာကမ္မထအာထုတ်ဖို့ဟောကြားထားခဲ့ပေမဲ့လို့အာထုတ်တဲ့ပုဂ္ဂိုလ်တရားအောင်မှရှိဖို့မပေါ်ဘူးအဲ့ဒီထဲမှာထူးထူးခြားခြားရက်ကန်းတဲ့အမျိုးသမီးလေးရက်ကန်းရစာရတဲ့အမျိုးသမီးလေးဟာထူးထူးခြားခြားဘုရားဟောထားတဲ့မရဏတတိဘာဝနာ3နှစ်တိတိသူကပွားလာခဲ့အားလုံးလည်းကြားဖို့ကြလိမ့်မယ်ရက်ကန်းတဲ့သမီးလေး3နှစ်တိတိသူကသိခြင်းတရားနဲ့ပတ်သက်ပြီးတော့ဘဝခရီးမှာရှောက်လန်းရပုံဘဝရဲ့အခက်အခဲတွေဒုက္ခရောက်ပုံတွေတန်ဝေကဖြစ်เสียရတယ်သူစိတ်ထဲမှာတွေးပြီးသိခြင်းတရားကိုမမေ့တဲ့စိတ်ဓာတ်သူတဏ္ဍာမှာပွားများအထုတ်ဖခင်က3နှစ်ကြာလို့ပြန်ပြီးတော့တရားဟောမလို့လာတဲ့အခါကျတော့အဲ့ဒီအမျိုးသမီးလေးတယောက်ပဲမရဏတတိပွားတာကျန်တဲ့ပရိသတ်ကြီးတယောက်မှမပွားဘူးမျိုးသမီးလေးကလည်းတရားပွဲကိုအဲ့ဒီနေ့ကရုတ်တရက်ရောက်မလာဘူးနောက်ကျပြီးမှရောက်လာတယ်ဖခင်ကတရားမဟောဘဲနဲ့စောင့်နေတယ်အမျိုးသမီးလေးရောက်လာတော့ဖခင်ကအမူအရာပြတာနဲ့အမျိုးသမီးလေးကဖခင်အနီးထီအောင်အလယ်လမ်းကျောကနေဝင်လာတာရက်ကန်းယုံသွားမလို့လာတာဖခင်တရားဟောတယ်ဆိုလို့သူဝင်လာခဲ့တယ်အဲ့ဒီမှာမြတ်စွာဘုရားကသူကမ္မထမ်းတရားပွားများအားထုတ်တာကိုသိလို့မေးခွန်းလေးတွေမေးလိုက်တယ်လေဘယ်ကလာတာလဲဆိုမေးခွန်းမေးတယ်နံပါတ်1ဘယ်ကလာတာလဲဆိုတော့ तू ကလွန်ခဲ့တဲ့3နှစ်လောက်ကဟောထားတဲ့တရားကိုခေါင်းထဲမှာစွဲနေသေးတာအဲ့တော့ဘယ်ကလာသလဲလို့မေးတော့မသိပါဗျာလို့ဖြေတာနော်ဘယ်ကလာလဲမသိပါဗျာဆိုဟိုတရားမထုတ်တဲ့လူတွေကဟဲ့ဒီကောင်မလေးဘာတွေလျှောက်ပြောတော့အိမ်ကလာတာသိရတဲ့နဲ့ဘယ်ကလာတော့မသိပါဗျာဖြေရမလားပေါ့မဟုတ်ဘူး तू ကတော့ဓမ္မမေခွန်းဆိုတော့ तू ဖြေတာကမှန်တယ်လေမြတ်စွာဘုရားမေးလူတာကဘယ်ဘဝကလာတာတုံးလို့မေးလိုက်တာ तू ကသိချင်းတရားကိုခုနကတန်ဝေကဖြစ်เสียတွေကိုတွေးပြီးတော့ပွားများအထုတ်ထားတဲ့ပုဂ္ဂိုလ်ဆိုတော့မင်းဘယ်ကလာတာတုံးဆိုတာဘယ်ဘဝကလာတာတုံးလို့မေးလို့ရင်းဆိုတာဘုရားအာဘော်သိတော့တပည့်တော်မသိပါဘုရားလို့ရှောက်တယ်ဘယ်သွားမလို့တုံးဆိုတော့လေမသိပါဘုရားပဲရှောက်တယ်အေးဘေးကလူတွေကဟာဒီကလေးမှဘုရားနဲ့ဘာတွေပြောနေမှမသိဘူးရက်ကန်းယုံသွားမှသိရတဲ့နဲ့မသိပါဘုရားရှောက်နောက်မြတ်စွာဘုရားကသိရလားလို့မသိဘူးလားလို့မေးလိုက်တယ်
တတ္တိယမေကွန်ကြတော့မသိဘူးလားဆိုတော့သိပါတယ်ဗျာသိရလားလို့ဆိုမသိပါဗျာသူဖြေတာတွေကတာမန်ပုဂ္ဂိုလ်တယောက်အနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်ဖះနဲ့ရည်စရာပြောနေတယ်လို့အဖြေမျိုးဖြစ်နေတယ်သို့တော့သူကမရဏတတိဘာဝနာကိုအထောက်ထားတဲ့ပုဂ္ဂိုလ်ဆိုတော့ဖះရဲ့အာဘော်မိအောင်ဖြေတယ်ဘယ်ကလာတော့လို့မေးတာဘယ်ဘဝကလာတာတော့ဆိုတော့ तू မသိလို့မသိပါဖះဖြေတယ်အဖြေမှန်မယ်ဘယ်သွားမလို့လဲဆိုတာဘယ်ဘဝသွားမလို့လဲလို့မေးတော့တပည့်တော်မသိပါဖះဟောဖြေတာမသိဘူးလားလို့မေးတာနင်သိရမှာမသိဘူးလားလို့မေးတော့သိပါတယ်ဖះလို့ဖြေတာဒါဖြင့်သိရလားလို့ဆိုတာဘယ်ရက်ဘယ်နေ့ဘယ်အချိန်သိမယ်ဆိုတာသိရလားလို့မေးတာဖြစ်လို့မသိပါဖះလို့ဖြေတာတဲ့ဟောသူ့အဖြေနဲ့အများကတွေးတဲ့အဖြေကတလန်းစီဖြစ်တယ်ဘာဖြစ်လို့ကမ္မထာအာထုတ်ထားတဲ့ပုဂ္ဂိုလ်နဲ့အာမထုတ်တဲ့ပုဂ္ဂိုလ်ဟာအမတန်ကွာခြားတယ်အသိဉာဏ်ချင်းကွာခြားသွားပြီပေါ့အေကြည်အဲ့တုန်းကမြတ်စွာဘုရားကမရဏတတိဘာဝနာကိုဟောထားတယ်ဒါကြောင့်မို့တံဝိကတ္တသယောနိသောပရဏတံဝေကဖြစ်လာလို့ရှိရင်လောက်ရမယ့်အလောက်ကဘာတော့မရဏတတိဘာဝနာပွားရမယ်တဲ့ဒါဒီတံဝေကစွမ်းလေးတွေတည်သွားပြီးတော့မရဏတတိဘာဝနာပွားတဲ့အေးမရဏတတိဘာဝနာပွားတဲ့အခါမှာနီလမှန်မှန်ကန်ကန်ပွားဖို့လိုအပ်တယ်နီလမှန်မှန်ကန်ကန်ဆိုတာဘယ်လိုပွားမလဲမှားမှားရင်းပွားလို့ရှိရင်မရဏတတိဘာဝနာမဖြစ်ဘူးတဲ့ကြည်အစွန်းလေးမျိုးကိုရှောင်ရမယ်မရဏတတိဘာဝနာပွားရင်အေးတချို့ကတော့ဟာသေတာတွေမစင်စားကြပါဘူးလို့တော်တော်များများဗမာပြည်မှာအယူဆတော်တော်များများလေဆေးကနေသွားပြီးတော့ medical check up လုပ်အောင်မှကြောက်တယ်ဘာဖြစ်လို့လဲဆိုဘာယောဂရှိတယ်ညာယောဂရှိတယ်အဖြေထုတ်လိုက်မှကြောက်တယ်မသိကျင်ဘူးဒါလေးကိုသိရင်စိတ်ဆင်းရဲတယ်လေဘာဖြစ်လို့လဲဆိုတော့စိတ်ဆင်းရဲเสียပဲတွေးတတ်တယ်တရားကိုမတွေးတတ်လို့ပေါ့တရားကိုတွေးတတ်လို့ရှိရင်တော့ကြောက်เสียမရှိဘူးပေါ့အဲ့တော့တရားကိုတွေးတတ်အောင်ကြိုးစားဖို့လိုတယ်အေးကောင်းပြီမရဏတတိပွားတော့မယ်ဆိုလို့ရှိရင်အစွန်း၄ချက်ကိုရှောင်အောင်အစွန်း၄ချက်ကဘာလို့ဆိုရင်သေတယ်ဆိုတာအလုံးရဲ့အသေးကိုပွားရမယ်။အော်ဒီနေ့ကျတော့ဒီလူတွေအနှစ်တရာကြော်လို့ရှိရင်တယောက်မှရှိမှာမဟုတ်ဘူး။ဟောသေခြင်းတရားအနှစ်တရာဟိုဘက်ဆိုရင်တယောက်မှရှိမှာမဟုတ်တော့ဘူး။ခုမျက်မြင်ပစ္စုပန်ဘဝမှာရှိနေကြတဲ့အသက်အရွယ်လာစားရှိနေကြတဲ့ပုဂ္ဂိုလ်တွေဟာအနှစ်တရာဟိုဘက်သို့မဟုတ်အနှစ်တစ်ထောင်ဟိုဘက်ဘယ်သူမှမရှိကြတော့ဘူးပေါ့ဆိုတဲ့သိချင်းတရားကိုစဉ်းစားတွေးရမယ်အဲ့ဒီလိုတွေးတဲ့အခါမှာပုဂ္ဂိုလ်တူတယောက်ရဲ့သိဆုံးမှုကိုစဉ်းစားမိလိုက်မယ်အဲ့ဒီပုဂ္ဂိုလ်ဆိုတာနှစ်မျိုးရှိနိုင်တယ်ကိုခင်မင်တဲ့ပုဂ္ဂိုလ်ကိုမုန်းတဲ့ပုဂ္ဂိုလ်ချစ်တဲ့ပုဂ္ဂိုလ်နဲ့မုန်းတဲ့ပုဂ္ဂိုလ်ဆိုတာနှစ်ဦးဖြစ်လာတယ်ကိုချစ်ခင်တဲ့ပုဂ္ဂိုလ်ရဲ့သေဆုံးမှုကိုသွားတွေးမိလို့ရှိရင်ဘာဖြစ်တတ်တုံးဆိုမရဏတတိမဖြစ်ဘဲနဲ့တောကဖြစ်လာတယ်ပူလာတယ်စိတ်ထဲမှာပူလာဆိုပါစို့ကိုအမေကိုအဖေကိုညီကိုမောင်နှမကိုရင်းချတဲ့ပုဂ္ဂိုလ်တွေကိုနဲ့ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်တွေရဲ့သေဆုံးမှုဆိုတဲ့မရဏတတိထားမိလိုက်တဲ့အချိန်မှာတောကဝင်လာအဲ့ဒါဘာဝနာမဟုတ်ဘူးတဲ့အစွန်းတစ်ဖက်ရောက်သွားပြီပေါ့အဲ့ဒါလည်းမဖြစ်စေရဘူးတဲ့နောက်ကိုနဲ့မတည့်တဲ့လူဆိုတာလူတွေထဲမှာရှိတယ်ကိုမုန်းတဲ့လူဆိုတာရှိတယ်ကိုမုန်းတဲ့လူရဲ့သေဆုံးမှုကိုသွားပြီးတော့တတိထားလိုက်တဲ့အခါဘာဖြစ်ဝမ်းသာသွားဟုတ်တယ်မတည့်တဲ့လူသေအေးတာပဲလို့ပြောကြတာပဲလေကိုနဲ့မတည့်သေအေးတာပဲဆိုပြီးတော့အဲ့ဒီလိုဝမ်းသာမှုဖြစ်သွားလို့ရှိရင်လေအစွန်းတစ်ဖက်ရောက်သွားလို့မရဏတတိဘာဝနာမဖြစ်ဘူးအဲ့ဒါလေနောက်ဆုံးကိုနဲ့တဲ့တာလည်းမဟုတ်ဘူးတဲ့လည်းမတဲ့ဘူးဟိုမုန်းတဲ့လူလည်းမဟုတ်ဘူးချစ်တဲ့လူလည်းမဟုတ်ဘူးကိုနဲ့မသိတဲ့လူတယောက်ရဲ့သေဆုံးမှုကိုတွေးလိုက်တဲ့အခါကျတော့ဘာဖြစ်တုံးဆိုတန်ဝေခါမဖြစ်ဘူးတဲ့ကြည့်လေကိုမသိတဲ့လူတွေအတုဝလမ်းချသွားတာတွေတွေ့နေကြတာပဲနာရေးကြော်ညာတွေဖတ်ကိုမသိတဲ့လူတွေတွေ့နေတာဘာဖြစ်
အဲ့ဒါလို့မဖြစ်လို့ရှိရင်လည်းမရဏတတိဘာဝနာမဖြစ်ဘူးတဲ့နော်ပုဂ္ဂိုလ်လိုက်ကဲနောက်ကြလို့ရှိရင်မိမိကိုယ်တိုင်ရဲ့သေဆုံးမှုကိုတွားပြီးတော့စဉ်းစားမိလို့ရှိရင်ဘာဖြစ်တော့ဆိုရင်ကြောက်လာတယ်ကိုယ်တရားမှာကြောက်လာတယ်ကြည်ကိုခင်တဲ့လူကြတော့တောကဖြစ်တယ်ကိုမုန်းတဲ့လူကြတော့ဝမ်းသာတယ်ကိုလုံးဝမသိတဲ့ပုဂ္ဂိုလ်ကြတော့တန်ဝေကမဖြစ်ဘူးကိုကြတော့ကြောက်လာတယ်ဆိုတောကစိုးရိမ်စိတ်ဝင်တာကတောကမုန်းလို့ကျဉ်တ်လာတာကပီတိတန်ဝေကမဖြစ်တာရဲ့ကြောက်တာရဲ့ဒါတွေကမရဏတတိဘာဝနာမဖြစ်เสียအကြောင်းတွေကြီးပဲတဲ့ဒီအစွန်းလေးဘက်ကိုရှောင်ပြီးတော့မရဏတတိဘာဝနာပွားတဲ့အခါမှာတတိလည်းဖြစ်စေရမယ်နော်ထိတ်လန့်တုန်လှုပ်မှုဆိုတဲ့တန်ဝေကလည်းဖြစ်ရမယ်အသိဉာဏ်လည်းဖြစ်ရမယ်အဲ့ဒီသုံးခုဖြစ်မှတတိရဲ့တန်ဝေကရဲ့ပညာရဲ့တတိရဲ့တန်ဝေကရဲ့ဉာဏ်ရဲ့အဲ့ဒီသုံးမျိုးနဲ့အလုံးလုံးမှမရဏတတိဘာဝနာဆိုတာဖြစ်တယ်တဲ့ဒါကြောင့်မို့မရဏတတိဘာဝနာကမ္မထာဆိုတာလွယ်နဲ့မဖြစ်ဘူးတဲ့ဘသူသေးတာကိုပဲကြည့်ကိုဆွေမျိုးကိုချစ်ခင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုမုန်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုမသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကကြီးတစ်ခုလုံးမှာမိမိကိုယ်တိုင်အပါဝင်အားလုံးဟာတည်ဆုံးရမှာပဲဆိုတဲ့အပေါ်မှာတတိစွမ်းအားတွေဖြစ်ရမယ်တန်ဝေကစွမ်းအားတွေဖြစ်ရမယ်စဉ်းစားတဲ့အသိဉာဏ်တွေဖြစ်ရမယ်တဲ့အဲ့ဒီသုံးခုဖြစ်မှမရဏတတိဘာဝနာဟာအောင်မြင်တယ်လို့ဒီလိုပြောတာကောင်းပြီမြတ်စွာဘုရားကမရဏတတိဘာဝနာနဲ့ပတ်သက်ပြီးတော့ဘယ်ပုံပွားရမလဲပွားပုံပွားနည်းလေးအင်္ဂုတ္တရနိကေမှာဟောထားတာရှိတယ်တနေ့ကို2ကြိမ်လောက်အနည်းဆုံးပွားမိအောင်ကိုမရဏတတိဘာဝနာပွားဖို့တနေ့ကို2ကြိမ်ဆိုတာမနေ့လင်းစတစ်ချိန်နဲ့ညနေနေဝင်စတစ်ချိန်ပေါ့အဲ့ဒီအချိန်လေးမှာဆိုပါစို့နေ့အခါကုံပြောက်လို့ညဥ်ရံရောက်လာပြီဆိုလိုက်တဲ့အချိန်မှာတစ်ချိန်ပွားကြည့်လိုက်ပါစဉ်းစားလိုက်ကိုယ့်အကိုတယောက်တည်းတနေ့တာဖြင့်ကုံသွားပြီညရောက်လာပါပေါ့ကလားနေ့12နာရီည12နာရီရှိတယ်နေ့ညရောက်လာတဲ့အချိန်လေးမှာငါမှသေစရာအကြောင်းတရားတွေအများကြီးရှိနေပါလားငါသေနိုင်တဲ့အကြောင်းတရားတွေအများကြီးရှိနေပါလားအစိတ်ရှိတဲ့တတ္တဝါတိုက်ကြိုက်လို့လည်းသေနိုင်တယ်နော်တီးချီကဖောက်ပြန်လာလို့လည်းသေနိုင်တယ်တလိပ်ကဖောက်ပြန်လာလို့လည်းသေနိုင်တယ်မတော်တဆလဲချပြီးတော့လည်းသေနိုင်တယ်စားထားတဲ့အစာအာဟာရတွေကအစာမကြေလို့လည်းသေနိုင်တယ်လေဖြတ်ပြီးတော့လည်းသေနိုင်တယ်ဒါဘုရားပြထားတဲ့ဟာပဲခုခေတ်ဆိုဒီတဲ့များတယ်လို့ထားသေစရာအကြောင်းတွေဒီတဲ့များတယ်အဲ့ဒီသုတ်တံမှာဒီလောက်ကလေးကိုနမူနာပြထားတယ်လောကမှာသေစရာအကြောင်းတွေများစွာပဲည12နာရီအတွင်းမှာဟောဒီအကြောင်းတစ်ခုခုနဲ့သေသွားနိုင်တယ်စဉ်းစားလိုက်ပါတဲ့သေနိုင်တယ်ဒါဖြင့်သေနိုင်တယ်ပဲစဉ်းစားရမှာလားနောက်ဘာလုပ်အောင်မလဲဆိုသေနိုင်တဲ့အန္တရာယ်တွေအများကြီးရှိတယ်မသေခင်ငါကောင်းတာတွေလုပ်မှာပဲကုသိုလ်ကောင်းမှုတွေလုပ်မယ်မွန်မြတ်တဲ့ကောင်းမြတ်တဲ့စိတ်ကလေးတွေထားမယ်နော်စိတ်ကောင်းနှလုံးကောင်းတွေထားမယ်ငါစိတ်ထဲမှာအကုသိုလ်မဖြစ်အောင်နေမယ်ကုသိုလ်စိတ်တွေဖြစ်အောင်လုပ်မယ်ဒီလိုနှလုံးသွင်းပါတဲ့ဒါမရဏတတိဘာဝနာတစ်ခုပဲသေခြင်းတရားကိုကြည့်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖြစ်အောင်တွန်းအားပေးတဲ့သဘောပဲမမေ့ဘူးသို့မဟုတ်လို့ရှိရင်ညမှာဆိုလဲပျော်စရာပဲရှာမယ်လေတောင်းလို့စားလို့ပျော်မယ်နော်အမျိုးစုံပေါ့လေပျော်စရာတွေတစ်ခုခုနဲ့ပျော်မယ်ပျော်ပြီးမောရင်အိတ်လိုက်မယ်ဒါပဲအဲ့တော့အဲ့ဒီလိုမဖြစ်ရအောင်
ကောင်းတာလေးနဲ့အချိန်ကုန်မှုအတွက်ကောင်းတဲ့စိတ်ဓာတ်ကလေးနဲ့ကုသိုလ်ကောင်းမှုငါလုံးမှာပဲတည်သွားလို့ရှိရင်ငါဒါတွေလုံးဝမှာမဟုတ်ဘူးငါအတွက်အန္တရာယ်ကြီးပဲလို့အန္တရာယ်တွေကိုတွေးပြီးတော့မသိခင်ငါကောင်းတာလေးတော့လုံးမယ်ဖျားရှိခိုးမယ်ပရိစိတ်မယ်စသဖြင့်ပေါ့လေတရားနှလုံးသွင်းမယ်ဆိုတဲ့ကောင်းတဲ့အလုပ်ကလေးတွေလုပ်လိုက်ဒါညအခါမှာနှလုံးသွင်းဖို့ပြီးတော့ဘာဆက်နှလုံးသွင်းရမလဲလို့ဆိုလို့ရှိရင်သူနှလုံးသွင်းရမှာငါမှာတဲ့အခုလိုအကြောင်းတစ်ခုခုနဲ့သေသွားလို့ရှိရင်အပင်ငရဲကြစေနိုင်တဲ့အကုသိုလ်တွေငါထံမှာရှိသလားလို့တွေးလိုက်ပါတဲ့နော်ငါခုချိန်များသေသွားလို့ရှိရင်စိတ်ဆိုးစိတ်ယုတ်စိတ်ပုတ်တွေကြောင့်အကုသိုလ်ဆိုတာစိတ်ယုတ်စိတ်ဆိုးစိတ်ပုတ်တွေကြီးပဲလောဘတွေဒေါသတွေမောဟတွေမာနတွေအိတ်ဓာတွေမစ္စရိယတွေအဲ့ဒီဆိုးညစ်တဲ့သဘာဝတရားတွေအကုသိုလ်တရားတွေငါတဏ္ဍာမှာရှိနေသလားအဲ့ဒီတရားတွေဟာငါ့ကိုအပယ်ကိုချပစ်မှာပဲငါသေသွားလို့ရှိရင်အဲ့ဒီတရားတွေကငါ့ကိုမကောင်းတဲ့ဘဝကိုပို့ဆောင်လိမ့်မယ်အဲ့ဒီတရားတွေငါတဏ္ဍာမှာရှိသလားလို့တွေးလိုက်တဲ့အခါကျတော့ဟာရှိတာပေါ့လို့အဖြေထွက်လိုက်မရှိရင်လည်းမရှိဘူးလို့ဖြေထွက်လိုက်မယ်နော်အေးရှိတာပေါ့လို့အဖြေထွက်ရင်ဘာလုပ်မလဲမြတ်စွာဘုရားမရဏတတိကနေဆက်ပြီးလုပ်ရမယ့်အလုပ်တွေနော်ရှိတာပေါ့လို့ဖြေထွက်လာလို့ရှိရင်ဘာလုပ်မလဲတဲ့အဲ့ဒီအကုသိုလ်တရားတွေကိုအမြန်ဆုံးဖယ်ရှားနိုင်အောင်ကြိုးစားပါဒါဖြင့်တပည့်တော်တို့ဘလောက်မြန်မြန်လုပ်ရမှာတုံးဆိုရင်အေးကိုဝတ်ထားတဲ့အဝတ်မီးလောင်နေမညှိမ့်နဲ့အောင်ကွာဒါကိုအရင်လုပ်လိုက်လို့ပြောတာခေါင်းမီးလောင်နေလဲမညှိမ့်လိုက်နဲ့အောင်ညှိမ့်မနေနဲ့ဟောဒီအကုသိုလ်ပယ်ဖို့ရအရင်ကြိုးစားလိုက်တဲ့မြတ်စွာဘုရားပယ်ခြင်းတဲ့ဆန္ဒပယ်တဲ့လုံးလားတတိတံပစေညဒီတရားတွေကိုထူထောင်လိုက်ပါတဲ့ဒီလိုကိုဟောထားတာပဲမြတ်စွာဘုရားအဲ့ဒါတွေအရင်လုံးလိုက်ပါတဲ့အကယ်၍များအဖြေကငါမှာအဲ့ဒါလို့ဆိုးညစ်တဲ့အကုသိုလ်တရားတွေငါမှာမရှိဘူးဆိုလို့ရှိရင်ကုသိုလ်တရားတွေသာငါမှာရှိနေတယ်ဆိုရင်ဒါလေးနဲ့ပဲခြေနှက်တဲ့စိတ်ကလေးနဲ့တညတာကုန်လွန်စေပါတဲ့ဟောအဖြေက2မျိုးလာမှာကိုဒါကညဥ်ရံမှာဆင်ញင်နှလုံးသွင်းမှုရလေးတခုကောင်းပြီအိပ်ပျော်လို့မနဲ့မိုးတော့လို့တိတ်နိုးလာခဲ့ပြီအိယာကထပြီအိယာကထပြီမကြခင်နေမင်းကြီးထွက်တော့မယ်ဆိုရင်စဉ်းစားလိုက်အောင်နဲ့အေးတညတော့ဂုံသွားပြီတော့အခုနေ့လည်းရောက်လာပြီနေ့အခါရောက်လာပြီအရုံကျင်းလို့မိုးလင်းလာပြီဟောနေပိုင်းမှာဆိုလို့ရှိရင်လည်းငါမှသေစရာအကြောင်းတွေအများကြီးရှိနေပါလားအစိတ်ရှိတဲ့တတ္တဝါတွေကြိုက်လို့လည်းသေနိုင်တယ်မတော်တဆလဲကြပြီးတော့လည်းသေနိုင်တယ်စားတဲ့အစာအာဟာရတွေစာမကြေလို့လည်းသေနိုင်တယ်ယောဂဝေဒနာကြောင့်လည်းသေနိုင်တယ်ခုခေတ်ဆိုပိုများတာပေါ့နှလုံးယောဂနဲ့ဟတက်တို့ဘာတို့ညာတို့ကလည်းပေါ့သွေးထိုးတို့ဘာတို့နဲ့ဒီထဲမှာ accident ဆိုတာတွေကလည်းအများကြီးရှိသေးတယ်နော်အဲ့ဒါလို့သေစရာတွေအကြောင်းတွေအများကြီးအဲ့ဒါလို့တခုခုနဲ့သေနိုင်တယ်ကောင်းပြီတခုခုနဲ့များမတော်တဆငါသေဘေးနဲ့ကြုံသွားလို့ရှိရင်ငါ့ကိုအပယ်ပို့ပြစ်မဲ့အကုသိုလ်စိတ်တွေငါတဏ္ဍာမှာရှိနေသလားလို့တွေးလိုက်ပါတဲ့တွေးလိုက်လို့ရှိရင်အဖြေကရှိတယ်လို့အဖြေထွက်လာလို့ရှိရင်တဲ့အမြန်ဖယ်ရှားနိုင်မှုကြိုးစားအထောက်ပါတဲ့စိတ်ဆန္ဒကိုကပြင်းပြင်းထန်ထန်ထားပြီးတော့ကြိုးပမ်းအထောက်မှုလုပ်ရမယ်တဲ့တတိကြီးစွာနဲ့ကြိုးစားအထောက်ရမယ်ဆင်ញဉဏ်ကြီးစွာနဲ့ကြိုးပမ်းအထောက်ရမယ်ဒါဖယ်ဖို့အရေးတကြီးလုပ်ပါခုနပြောတဲ့ဥပမာပဲခေါင်းမီးလောင်နေတောင်မငိမ့်နဲ့အောင်အဝတ်မီးလောင်နေတောင်မငိမ့်နဲ့အောင်အဲ့ဒါတွေကအရေးမပါဘူးတဘဝတခန္ဓာပဲဆုံးရှုံးမယ်အကုသိုလ်တရားရှိရင်တန်တရားပါဆုံးရှုံးမယ်ဒါကြောင့်မို့ဒါတွေမလုပ်နဲ့အောင်အရေးကြီးတာအရင်လုပ်လို့ဆိုလို့ဒီတိုင်းဆိုတော့ဘုန်းကြီးတို့တွေကအရေးမကြီးတာကိုအရေးကြီးနေကြတာအရေးကြီးတာကြတော့အရေးမကြီးဘူးဖြစ်နေကြတယ်ပေါ့နောက်အဖြေကဘာဖြစ်လာတော့ဆိုရင်အေးဒီလိုအကုသိုလ်တရားတွေအပယ်ဆွဲချမဲ့အကုသိုလ်တွေငါမှမရှိဘူးလို့အဖြေထွက်လာပြီဆိုတော့ဘာလုပ်လဲ
စိတ်ထဲမှာကျင့်နှစ်သက်မှုလေးနဲ့အဲ့ဒီစိတ်ဓာတ်တွေဖြူစင်အောင်နေတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာတိုးပွားလာအောင်ထားပါတဲ့ဟောတာကမရဏတတိတုတ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတာဘုန်းကြီးတို့မြန်မာပြန်ပြီးတော့အချင်းချုပ်ပြောတာနော်အဲ့ဒါလို့လောက်ပါလို့မြတ်စွာဘုရားဟောတာမရဏတတိဘာဝနာကဒါလောက်ရမယ့်လုပ်ငန်းတစ်ခုပြောပြတာသေတာတွေးပြီးတော့ကြောက်ပြီးစိတ်ညစ်နေဖို့မဟုတ်ဘူးသေတာတွေးပြီးရင်ဘာလုပ်ရမလဲဆိုတာအဖြေထုတ်ရမှာပေါ့နောက်တစ်ခုမြတ်စွာဘုရားကကြည့်ခုဟာကတနေ့တာနဲ့12နာရီအနေထားနဲ့တွက်ထားတာမြတ်စွာဘုရားကဒီတဲ့ကိုပဲသေခြင်းတရားကိုအနိကထားနိုင်အောင်သုတ်တန်တစ်ခုမှာဟောထားပြန်နေတယ်စဉ်းစားလို့ရှိရင်အနိကထားနိုင်ရမယ်သေခြင်းတရားကိုဘယ်လိုအနိကထားရမလဲဆိုငါဟာတရက်လောက်တနေ့တညအတွင်သေးနိုင်တယ်တနေ့တညလောက်အသက်ရှင်ရရင်ကိုအမတန်မှတန်ဖိုးရှိပြီငါအသက်အချိန်ရွေးသေးနိုင်တယ်တနေ့တညလောက်အသက်ရှင်ရလို့ရှိရင်တော့တကယ်တန်ဖိုးရှိတဲ့တရားတွေကိုငါကျင့်လိုက်ရမှာပဲ24နာရီနော်24နာရီလောက်ကလေးအသက်ရှင်လိုက်ရရင်ကောင်းတာတွေငါအများကြီးလုပ်နိုင်မှာပဲလို့ဒီလိုတွေးပါတဲ့မရဏတတိပါနောက်တစ်ခါတွေးရမယ့်အချက်တစ်ခုကဘာလို့ဆိုသေခြင်းတရားနဲ့ပတ်သက်24နာရီဆိုတာများလောအားကြီးတယ်နေ့12နာရီလေးလောက်အသက်ရှင်ရရင်တော်ပြီနေ့12နာရီလောက်အသက်ရှင်တဲ့အတွင်းမှာကောင်းတာတွေငါလုပ်နိုင်အောင်ကြိုးစားမှာပဲဒီလိုပြန်ပြီးတော့ခြုံကြည့်လိုက်တခါအဲ့ဒါကိုထပ်ပြီးတော့ခြုံတဲ့အခါကျတော့ဘာလို့ဆိုရင်ထမင်းတနတ်စားတဲ့အချိန်ဆိုတာတယောက်နဲ့တယောက်တော့မတူဘူးပေါ့နေအလုပ်သမားတွေကြတော့မြန်စားမြန်ထလောက်ရတာမျိုးလည်းရှိတယ်စိတ်နဲ့စားတဲ့လူကြတော့နိုင်ဝက်တနားကြီးကြာမှာပေါ့နော်ထမင်းတနတ်စားတဲ့အချိန်ပိုင်းလောက်အသက်ရှင်ရင်တောင်အဲ့ဒီအချိန်ပိုင်းလေးမှာငါကုသိုလ်တွေအများကြီးလုပ်နိုင်တယ်လို့စိတ်ထဲမှာထားပါနှလုံးသွင်းပါတဲ့နောက်တစ်ခါဒါ၄ချက်ရှိသွားမြတ်စွာဘုရားကအဲ့ဒါလို့စဉ်းစားပြီးတော့မရဏတတိကမ္မထာကိုပွားတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ထက်မြက်မရှိဘူးတဲ့မေးလျော့တဲ့ပုဂ္ဂိုလ်လို့ဘုရားယူဆတယ်လူအသက်ဆိုတာအချိန်မရွေးစက္ကန့်ပိုင်းအတွင်းမှာသိနိုင်တာဒါလောက်24နာရီ12နာရီထမင်းတနတ်စားတဲ့အချိန်တို့ဆိုတာအချိန်သိပ်ကြာလွန်အားကြီးတယ်ပေါ့အဲ့တော့ထပ်ပြီးတော့ခြုံလိုက်တဲ့အခါကျတော့ဘာတော့ထမင်းကလေးတစ်လုတ်စားပြီးတော့မျိုးချတဲ့အတွင်းကလေးထမင်းကလေးတစ်လုတ်ကိုစားပြီးတော့မြေချတဲ့အတွင်းလေးဟာဘယ်လောက်ကြာမှလဲနော်ထားပါတော့2မိနစ်လောက်ကြာမယ်အဲ့ဒီ2မိနစ်လောက်လေးကိုတန်ဖိုးရှိတဲ့ကုသိုလ်တရားတွေငါရအောင်ကြိုးစားမယ်လို့ဒီလိုတွေ့ပါတဲ့နောက်ဒီတဲ့တူလိုက်တဲ့အခါကျတော့ဘာတော့အသက်ကလေးကိုရှူလိုက်ပြီးတော့ရှိုက်ထုတ်လိုက်တဲ့အချိန်လေးရှိုက်ထုတ်ပြီးပြန်ပြီးတော့ရှူလိုက်တဲ့အချိန်လေးအသက်တရှူတရှိုက်ကလေးအတွင်းလောက်မှာငါကုသိုလ်ကောင်းမှုတွေအများကြီးဖြစ်အောင်လုပ်မယ်ငါအဲ့ဒီအတွင်းမှာသိနိုင်တယ်မသိခင်ကုသိုလ်ကောင်းမှုတွေလုပ်မယ်အဲ့ဒါလို့တွေးတဲ့ပုဂ္ဂိုလ်မှတကယ်ကိုမမေ့မလျော့မရဏတတိဘာဝနာကိုအားထုတ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုမှမြတ်စွာဘုရားကချီးမွမ်းတယ်လို့ဒီသုတ်တံမှာဒီလိုဟောတာဒါမရဏတတိဘာဝနာပွားပုံနဲ့ပတ်သက်ပြီးတော့အင်္ဂုတ္တရနိကေမှာမရဏတတိသုတ်ဆိုပြီးတော့နှစ်သုတ်ဟောထားတာရှိပါတယ်အဲ့ဒီနှစ်သုတ်မှာလာတဲ့အတိုင်းဒီလိုမရဏတတိဘာဝနာပွားတယ်ဆိုတာသိရမယ့်အချိန်လေးကိုစဉ်းစားပြီးတော့တန်ဖိုးရှိတာတွေကိုအရယူဖို့ပါပဲအဲ့ဒါလို့တန်ဖိုးရှိတာတွေကိုအရမယူဘူးဆိုလို့ရှိရင်ခုနကတန်တရားဝကကျွတ်ဖို့ဆိုတာအမှန်တမ်းခရင်သွားလိုက်မယ်လူဘဝရလာတဲ့ဘဝတန်ဖိုးဆိုတာလည်းမရှိပဲဖြစ်ပါလိမ့်မယ်ကုသိုလ်ကောင်းမှုကြောင့်ရလာတဲ့တန်ဖိုးရှိတဲ့ဘဝကြီးကိုအလဟတအချိန်ဖြုံးပစ်တာနဲ့ထူးထူးပဲဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဒေသနာတော်နှစ်ပုဒ်တံဝေဇနိယေတုဌာနေတုတံဝေကောထိတ်လန့်စရာကြုံလာလို့ရှိရင်စိတ်ထဲမှာတုန်လှုပ်ထိတ်လန့်မှုဖြစ်အောင်ကြိုးစားပါဖြစ်ပါစေတဲ့ထိတ်လန့်တုန်လှုပ်လာတဲ့အခါမှာလည်းပဲမှန်ကန်တဲ့နိလန့်နဲ့ကျိုးပန်းအထောက်မှုရှိပါစေ
အဲ့ဒီနှစ်ခုမှမရှိလို့ရှိရင်တန်တရားထဲမှာလဲအောင်မှာပဲလောကလူအများကဘဝဒုက္ခဆိုပြီးတော့ဘဝကိုချမ်းသာတစ်ခုအနေနဲ့ရှုမြင်ကြဘုရားမြတ်စွာနဲ့အရိယာသူတော်စင်တို့ရဲ့ရှုမြင်သုံးသပ်မှုနဲ့အမတန်မှခြားနာနေတယ်လောကလူသားတွေရဲ့အမြင်ကတဏှာအမြင်မာနအမြင်ဒိဋ္ဌိအမြင်နဲ့မြင်တဲ့အခါမှာဘဝဟာချမ်းသာဒုက္ခတစ်ခုအနေနဲ့ပဲမြင်နေကြတာပေါ့ရရှိလာတဲ့ဘဝလေးကိုပဲလောကလူသားတွေကတဏှာအမြင်နဲ့ဧတံမမဒါငါဘဝလို့ဆိုတဲ့တွေ့တာမှုခြေနှက်မှုလေးနဲ့ပဲဘဝပေါ်မှာဆင်ញင်ကြတဲ့အခါမှာဘဝချမ်းသာတစ်ခုအနေနဲ့ထင်လာကြသို့သောအရိယသူတော်စင်တွေအနေနဲ့ကတော့ဘဝမှာဒုက္ခလို့ပြောပြစရာမရှိတော့အောင်ဘဝဟာဆင်းရဲဒုက္ခတွေနဲ့ပြည့်နေနေတယ်ဆိုဒုက္ခဆင်းရဲဆုံးပဲလို့ဒီလိုဆိုလိုတာခန္ဓာနဲ့တူတဲ့ဒုက္ခမရှိဘူးဆိုတာခန္ဓာဟာအဆင်းရဲဆုံးပဲလို့ဒီလိုဆင်းရဲတယ်ဆိုတာဒုက္ခအပေးဆုံးလို့ပြောတယ်ခန္ဓာ၅ပါးဟာဒုက္ခအပေးဆုံးနတ္ထိခန္ဓာတမဒုက္ခဒါမြတ်စွာဘုရားကိုယ်တော်တိုင်ဟောခဲ့တဲ့စကားလုံးပဲခန္ဓာတမခန္ဓာနဲ့တူတဲ့ဒုက္ခလောကမှာဆင်းရဲတခြားဆင်းရဲဒုက္ခဆိုတာနတ္ထိမရှိဘူးတဲ့ခန္ဓာကပေးတဲ့ဒုက္ခအမတန်မှကြီးမားတဲ့ဒုက္ခဖြစ်တယ်လို့ဒီလိုဆိုလိုတာပေါ့ကောင်းပြီဘဝဒုက္ခကိုရှုမြင်တယ်ဆိုတာခန္ဓာဒုက္ခကိုရှုမြင်တာအဲ့တော့ဘဝဆိုတာခန္ဓာခန္ဓာဆိုတာဘဝဒီလိုပြင်ဖို့လို့ပြန်တော့အပြင်လူတွေကတော့ဘဝကိုဘဝနဲ့ခန္ဓာကိုတခြားစီထင်နေကြအဲ့တော့ဘဝဆိုတာခန္ဓာခန္ဓာဆိုတာဘဝပဲဒီနေရာမှာဘာဖြစ်လို့လဲဆိုကြည့်ဥပဒနာပစ္စယဘဝမှာကြည့်ကာမဘဝပဲဖြစ်စေဥပပတ္တိဘဝပဲဖြစ်စေဘာကိုဘဝလို့ခေါ်တာတုံးလို့ဆိုခန္ဓာကိုခေါ်တာပဲခန္ဓာကိုခေါ်တယ်ဆိုလို့ရှိရင်နတ္ထိခန္ဓာတမဒုက္ခဆိုတဲ့မြတ်စွာဘုရားစကားတော်အရခန္ဓာနဲ့တူတဲ့ဒုက္ခမရှိဘူးတဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အခိုက်ကလေးမှာဒီအမြင်လေးကိုမရလိုက်ဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေနောက်ထပ်ဒီအမြင်မျိုးကိုရနိုင်ဖို့ဆိုအခွင့်အလမ်းတွေအများကြီးနေသွားတယ်ဒါကြောင့်မို့လို့10မိနစ်ပဲဖြစ်စေ9မိနစ်ပဲဖြစ်စေဘဝရဲ့ဒုက္ခဆိုတဲ့သဘောလေးကိုရှုမြင်သုံးသပ်ပေးဖို့လိုရတယ်အဲ့ဒါလို့ရှုမြင်သုံးသပ်မှုဟာမိမိဘဝကလွတ်မြောက်ရေးအတွက်အများကြီးအထောက်အကူပြုတယ်ဆိုတာတတိထားကြဖို့ဒီအမြင်လေးဟာခုချိန်မှာကြည့်မယ်ဆိုလို့ရှိရင်တာမန်အမြင်ကလေးတစ်ခုမျှသာဖြစ်တယ်ဘဝကမလွတ်နိုင်တော့ဘူးလို့ထင်ကောင်းထင်လိမ့်မယ်ကြည့်ရှင်စုလဗံမထေရလွန်ခဲ့တဲ့အတိတ်ဘဝတစ်ခုမှာဘယင်ဖြစ်လို့တိုင်းကန်လှဲ့တဲ့အခါသူ့မျက်နှာမှာထွက်နေတဲ့ချွေးကိုမိမိမှာရှိတဲ့ဖြူဖွေးနေတဲ့လက်ကင်မွာလေးနဲ့တုပ်လိုက်တဲ့အခါမှာလက်ကင်မွာလေးခန္ဓာကိုယ်မှာရှိတဲ့ကြီးညော်တွေကြောင့်မဲညစ်သွားအဲ့ဒါလို့မဲညစ်သွားတာကိုမြင်လိုက်တဲ့အခိုက်အတန့်လေးမှာအတွေးလေးပါပေါ်တော့ဆိုဟောဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ကြည်ဖြူဖွေးနေတဲ့လက်ကင်မွာလေးအောင်မြင်နွမ်းသွားရပါလားခန္ဓာကိုယ်ကြီးကမစင်ကြယ်ပါလားဆိုအတွေးလေးတွေးမိသွားအဲ့ဒီအတွေးလေးတွေးမိခဲ့သည့်အတွက်ကြောင့်ရှင်စုလဗံရတဲ့ဘဝရောက်တဲ့အခါအပ္ပဒမဉာဏ်ထိုင်းတဲ့အနေအထားမျိုးရောက်ရှိသွားမြတ်စွာဘုရားကသူ့ကိုအဲ့ဒီလက်ကင်မွာလေးနဲ့ပြန်ဆက်ပေးလိုက်တာနော်
ဒါကြောင့်မို့လို့ရဇောဟရဏံဆိုတာလက်ကင်မွားကိုပြောတာဘာလို့လို့ဆိုလက်ကင်မွားဆိုတာတုတ်ဖို့ပြုဖို့ပဲလေရဇောဆိုတာညှိမုံခန္ဓာကိုယ်မှာကတ်နေတဲ့အမုံအမွားအဲ့ဒါတွေကိုဟရဏဖယ်ရှားနိုင်တဲ့ဆိုခန္ဓာကိုယ်ပေါ်မှာရှိတဲ့ကြီးညော်တွေကိုတုတ်เสียလို့ဒီလိုတွေပဲရအဲ့ဒါကြောင့်မလို့ဒီဘဝပိုင်းလေးပေးလိုက်တဲ့အခါဘဝပိုင်းလေးပေါ်မှာအာယုံရအောင်ဖြူစင်းနေတဲ့ဘဝပိုင်းလေးမှာပထမဆုံးဩရဒကတိုင်းဆိုတာရှုတယ်အဖြူလေးပေါ်မှာအာယုံစိုက်လိုက်တဲ့အခါတမာရီစွမ်းအားတွေရအဲ့ဒါလို့ရလာပြီးတဲ့အချိန်ပရမဇန်ဒုတိယဇန်တတိယဇန်သရုတ်ထဇန်ဆိုတဲ့အမြဲတမ်းအစစ်မြင့်တဲ့တမာရီရလာတဲ့အချိန်ကြတော့မြတ်စွာဘုရားရဲ့အပိကုညီမှုနဲ့အဲ့ဒီထိုဘဝပိုင်းလေးဟာအဖြူရောင်လေးကနေပြီးတော့ညှဉ်းနှွမ်းသွားတဲ့အနေအထားမျိုးလေးဖြစ်သွားတယ်။ရှင်ဆုလဗန်ရဲ့လက်နဲ့ပွင့်ရင်းနဲ့ညှဉ်းနှွမ်းသွားတဲ့အနေအထားလေးမြင်တဲ့အခါကျကြည်အတိတ်ဘဝတုန်းကလက်ကင်ဘဝလေးညစ်သွားတာကိုကြည့်ပြီးတာဝေကစိတ်လေးဖြစ်ခဲ့တာပြန်ဆက်လိုက်တယ်။ဆက်လိုက်တော့ဒီအချိန်မှာချက်ချင်းပဲဝိပဿနာဉာဏ်ရည်တွေတက်ပြီးတော့ဘဝရဲ့ဒုက္ခကိုရှုမြင်သုံးသပ်သွားတယ်။ယဟန္တာဖြစ်သွားတယ်ဆိုတဲ့ဒီဇာလန်းကိုဘုရားဘာသာဝင်တွေကြားဘူး။ဒါအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူး။အဲ့တော့ဘုန်းကြီးတို့တွေလည်းဒါလေးတွေကိုအမှတ်တမဲ့မနေနဲ့။အမှတ်တမဲ့မနေနဲ့။ကိုယ်အင်ကြီးလေးလျှော်ဖွတ်တဲ့ကိုဝတ်ထားတဲ့အင်ကြီးလေးမဲညစ်သွားတဲ့အခါအော်ခန္ဓာကိုယ်ကြီးအကြောင်းပြုပြီးတော့ဒီအင်ကြီးလေးကမဲညစ်သွားပါလားလို့ဆိုတဲ့တံဝေကစိတ်ကလေးဖြစ်အောင်ကြိုးစားအဲ့ဒီဖြစ်လာတဲ့တံဝေကစိတ်ကလေးကနောက်တစ်ချိန်မှာတကယ်ကို investment ပေါ့ယဉ်ဤမြုပ်နှံထားတဲ့ကုသိုလ်တစ်ခုဖြစ်တံဝေကစိတ်လေးအမတမတန်မိုးရှိတယ်အေးလက်ကံမွာလေးနဲ့မျက်နှာကိုတုပ်ရင်ဖြစ်စုတပည့်နဲ့မျက်နှာကိုတုပ်တဲ့အခါဖြစ်စုချွေးတွေတန်တွေထွက်လို့တုပ်လိုက်လို့မဲညစ်သွားပြီဆိုလို့ရှိရင်လေခန္ဓာကိုယ်ရဲ့ဒုက္ခလေးကိုသုံးသပ်ကြည့်ပါတဲ့ခန္ဓာကိုယ်ရဲ့မစင်ကြယ်မှုရှုမြင်သုံးသပ်ပေးအဲ့ဒါလို့ရှုမြင်သုံးသပ်ပေးမှုသည်တာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့အိုးဘာမှအရာရောက်မဲ့ဟာမဟုတ်ဘူးလို့သင်ကောင်းထင်ကြလိမ့်မယ်သို့တော့ခန္ဓာဘုံပေါ်မှာတွေ့တာနေတဲ့တဏှာကိုကင်လှုပ်နိုင်တဲ့အနေအထားမျိုးရတယ်ပေါ့တည်ငါအားဖြင့်ဒီစိတ်ကလေးပေါ်လာတဲ့အချိန်မှာခန္ဓာဘုံပေါ်မှာတွေ့တာပြီးတော့ခန္ဓာကိုယ်ဒုက္ခလို့ဆိုတဲ့အထင်လေးပျောက်သွားခန္ဓာကိုယ်ရဲ့ဒုက္ခသဘောလေးတွေခန္ဓာကိုယ်ကြောင့်ဒီလိုဖြစ်ရတဲ့အနေအထားလေးတွေကိုစဉ်းကျင်စဉ်းစားနိုင်သွားတယ်ဒီဒါကြောင့်မို့အချိန်မှအားလတ်လို့ရိတ်တာတွေသွားပြီးကမ္မထာအာမထုတ်နိုင်ဘူးဆိုတော့ကိုယ်တဏ္ဍာမှာဟောလို့ဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်ပိုင်းလေးမှာဒီလိုအသိစိတ်ကလေးတွေရအောင်ကြိုးစားဖို့လိုအပ်တယ်အဲ့ဒါကိုဆိုကြတာခန္ဓာဒုက္ခဘဝဒုက္ခရှုမြင်သုံးသပ်ပေးရမယ်အဲ့ဒါလို့ကောင်းပြီဘဝဒုက္ခကိုရှုမြင်သုံးသပ်ပေးရမယ်ဆိုတော့ဘဝဒုက္ခဆိုဒီမှာခန္ဓာဒုက္ခဘဝဆိုဒီမှာခန္ဓာကိုခေါ်တယ်ခန္ဓာရတာကိုဘဝလို့ခေါ်တာဖြစ်သောကြောင့်ကဲတို့တွေခန္ဓာရတာဟာဘာရတာလားလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတန်ရုပ်ပါဠိတော်မှာဘယ်လိုဟောတယ်ဘုရားဟောတဲ့နှုတ်ကပတ်လေးတွေဟာလေနားထောင်ထားမယ်ဆိုလို့ရှိရင်နောင်မိမိကုသိုလ်ကောင်းမှုတွေလုပ်လို့လက်ပြရောက်သွားလို့ရှိရင်ဒီစကလုံးလေးကြားလိုက်တာနဲ့ဟာငါကြားဘူးတဲ့စကလုံးပဲဆိုပြီးတော့အသိစိတ်ကြီးပြန်ပေါ်တယ်ဒါစာတဲ့ပေထဲမှာဒီတိုင်းဆိုထားတာရှိတယ်နော်သောတာနုကတသုတ်ဆိုမြတ်စွာဘုရားဟောထားတဲ့သောတာနုကတသုတ်အမတ်တမဲ့မနေဘဲနဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာတရားဓမ္မအပေါ်မှာအမတ်တမဲ့မနေဘဲနဲ့အခုလို့ဆင်ញင်သုံးသပ်ပေးတာခန္ဓာကိုယ်နဲ့တွဲတာဒါကိုပဲပြောတာခန္ဓာဉာဏ်ရောက်လို့ပြောဘာပြောအင်္ဂလိပ်လိုပြောတော့ apply လုပ်တယ်လို့ခေါ်တယ်ဟော apply လုပ်တယ်ဆိုတော့လောက်ကြအောင်လုပ်အောင်မှလည်းဒီလိုဆိုလိုတာမဟုတ်အသိဉာဏ်ရောက်သွားရင်ဒါ apply ဖြစ်တာလက်တွေ့အသုံးချလိုက်
လက်တွေ့အသုံးချမှုသည်အချိန်ဘယ်လောက်ယူရမှာလဲဆိုတာလည်းမဆိုလို့အသိဉာဏ်လေးဟာခန္ဓာနဲ့ဆက်ဆက်ပြီးတော့သွားရင်တန်ဖိုးအမှန်မရှိတယ်လို့ဆိုလိုတာပေါ့အေးကောင်းပြီမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုတော့ယောဘိက္ခဝေရူပတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရောမြတ်စွာဘုရားဟောပုံကရူပတ္တဥပ္ပါရောရုပ်တရားရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခတဥပ္ပါရောဒုက္ခရဲ့ဖြစ်ပေါ်လာမှုပဲဆိုကြတဲ့ကဒုက္ခဆိုတာဒီနေရာမှာတခြားကိုပြောနေတာမဟုတ်ဘူးဒီခန္ဓာကိုပဲပြောနေတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်ဓမ္မပဒပါဠိတော်မှာတော့နတ္ထိခန္ဓာသမဒုက္ခလို့ဒုက္ခထဲမှာဆိုရင်ခန္ဓာဟာအဆိုးဆုံးခန္ဓာနဲ့တူတဲ့ဒုက္ခမရှိဘူးလို့ဒီလိုဟောတယ်ဟောတန်ရုံပါဠိတော်မှာကျတော့တို့တွေရတာဘာရတာဘာဖြစ်လာတာတော့ဆိုရုပ်ခန္ဓာကိုရရုပ်ရတယ်ယောဘိက္ခဝေရူပတ္တဥပ္ပါရောရုပ်တရားရဲ့မိမိတဏ္ဍာမှာဖြစ်ပေါ်လာမှုရူပခန္ဓာရဲ့ဖြစ်ပေါ်လာမှုဟာပါလေဒုက္ခတေသောဥပ္ပါဒောဒုက္ခရဲ့ဖြစ်ပေါ်လာမှုဧသောအဲ့ဒီရူပခန္ဓာရဲ့ရုပ်တရားရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခတဥပ္ပါဒောဒုက္ခဖြစ်ပေါ်လာခြင်းပဲလို့ဆိုတော့ဘဝကိုဒုက္ခလို့ရှုခိုင်းတာပဲမြတ်စွာဘုရားကဲချက်ပြီးတော့ကြည့်လိုက်ရုပ်ခန္ဓာတွေရတယ်ဆိုတာဘာတွေရတာတော့မေးကြည့်လိုက်တဲ့အခါဘုန်းကြီးတို့တွေတခုစီကြည့်လိုက်မယ်ဆိုလို့ရှိရင်အသုံးဝင်တာတွေကအရင်စားကြည့်လက်တွေ့အသုံးဝင်နေတာဘာလဲမျက်စိဒါဖြင့်မျက်စိရလာတာဘာရတာတော့လို့ဘုရားတရားတော်နဲ့ကိုယ်ကရှုမြင်သုံးသပ်မယ်ဆိုတို့မျက်စိရလာတာဟာဒုက္ခရလာတာပဲဒီလိုပြောကဲဟုတ်မဟုတ်ကိုစဉ်းစားကြည့်မျက်စိရလာသည့်အတွက်ကြောင့်မျက်စိနာတယ်ဆိုတာဖြစ်တယ်လေမျက်လုံးကန်းတယ်ဆိုတာလည်းမျက်စိရတဲ့လူအတွက်ကြောင့်လူတွေကတော့မျက်စိလေးရှိသည့်အတွက်ကြောင့်ပျော်ကြတာပေါ့မျက်စိရှိတော့လာတာပါတာလည်းမြင်ရတယ်မလာတာမပါတာလည်းမြင်ရမြင်စရာရှိတာလည်းမြင်မျက်စိအသုံးမဝင်ဘူးလားဆိုအသုံးဝင်အများကြီးအသုံးဝင်မျက်စိရှိသည့်အတွက်ကြောင့်တယ်လီဗီရှင်းကြည့်လို့ရတာပေါ့လူငယ်တွေဆိုမျက်စိအသုံးဝင်တာမျက်စိရှိသည့်အတွက်ကြောင့်လာတာပါတာတွေအကုန်ကြည့်နိုင်တော့အဲ့ဒီလိုအသုံးဝင်ပါရဲ့အသုံးဝင်တာလေးတွေကိုကြည့်မယ်ဆိုလို့ရှိရင်အကောင်းလို့ပဲမြင်ရမှာသို့တော့ဒီမျက်စိဟာဒီတိုင်းနေသလားလို့ဆိုတဲ့အခါကျမျက်စိဟာဒီတိုင်းမနေအလုံးသိတဲ့အတိုင်းနော်ကလေးငယ်လေးဘဝကရထားတဲ့မျက်စိတစ်နှစ်ပြီးတစ်နှစ်ရင့်လာပြီးတော့နောက်ဆုံးကြတော့သက်60 80 80ရောက်သွားတဲ့အခါကျမုံဝါးဝါးတွေမဖြစ်ပေဘူးလားဖြစ်သွားတယ်ဒါဖြင့်မျက်စိရတဲ့ဒီအသုံးဝင်မှုဟာတခဏလားထာဝရလားလို့မေးလို့ရှိရင်ဘယ်လိုပြောခဏပဲအဲ့တော့ဒီခြားထဲမှာလည်းကြည့်လိုက်အောင်မျက်စိနာလို့မျက်စိမှုံလို့နဲ့ဆိုပြီးတော့စေကန်းတွေသွားကြရတယ်မျက်မှန်တွေတက်ကြရတယ်ဟောဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲမျက်စိနဲ့ပတ်သက်ပြီးလင်းမရလို့ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေအများကြီးအဲ့တော့ဒီမျက်စိရတာဟာဒုက္ခရကမ္ဘာမှာမျက်စိယောဂဖြစ်ပြီးတော့ဒုက္ခခံရတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲအဲ့တော့မြတ်စွာဘုရားကဆိုလိုတာကကြည့်နော်မျက်စိကြောင့်မျက်စိကိုလုံးဝအသုံးမဝင်ဘူးလို့ဒီလိုပြောတာမဟုတ်ဘူးကဲမျက်စိရလာပြီရလာတဲ့မျက်စိကိုအမိပြုပြီးတဲ့အခါမှာလူတွေဟာမျက်စိကိုအကြောင်းပြုပြီးတော့ကုသိုလ်ရတာနဲ့အကုသိုလ်ရတာဘယ်ဟာများမယ်ထင်နော်ဟောမျက်စိရတာကိုအကြောင်းပြုပြီးတော့ငရဲကျသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲဘာဖြစ်လို့လဲဆိုတော့မျက်စိနဲ့မြင်တဲ့အာယုံနောက်ကိုလိုက်ပြီးတော့လောဘဖြစ်တယ်ဒေါသဖြစ်တယ်ဟောလောဘဒေါသတွေဖြစ်တဲ့အခါကျတော့လောဘကြောင့်ဖြစ်တဲ့
ကံတရားတွေဒေါသကြောင့်ဖြစ်တဲ့ကံတရားတွေဟာမကောင်းတဲ့အပင်ငရဲအပယ်ဆင်းရဲကိုပို့ပြီးသည့်အတွက်ကြောင့်ဒီတန်တရားထဲမှာနေမွန်းသွားကြမျက်စိနဲ့မြင်ပြီးတော့ဆင်းရဲဒုက္ခရောက်တယ်အကုသိုလ်တွေအများကြီးဖြစ်တယ်မျက်စိဆိုတာကိုအသိစိတ်ကိုမျက်စိနဲ့မြင်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်တရားတွေကိုမထိန်းနိုင်ဘူးတတိနဲ့ပညာနဲ့ထိန်းချုပ်ထားခြင်းမလုပ်နိုင်ဘူးဆိုလို့ရှိရင်မျက်စိကနေပြီးတော့အကုသိုလ်တွေဖြစ်အကုသိုလ်တွေဝင်လာအဲ့တော့အကုသိုလ်ဝင်တာဆိုကြတဲ့ဒါမျက်စိကပြီးတဲ့ဒုက္ခတွေပဲပေါ့တာမန်ဒုက္ခတွေမကြည့်နဲ့မျက်စိနာတယ်ဆိုတာလည်းဒုက္ခပဲမျက်စိမှုန်တယ်ဆိုတာလည်းဒုက္ခမျက်စိကျိန်းတယ်ဟောဒုက္ခတွေအများကြီးဒါကတာမန်ပြီးတဲ့ဒုက္ခအလေးနဲ့ဒီတဲ့ထားပြီးတော့စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်မျက်စိနဲ့မြင်ပြီးတော့အကုသိုလ်တွေရတာကပို့ပြီးတော့ဒုက္ခပေးရရောက်တယ်အဲ့ဒါကြောင့်ပို့ပြီးတော့အပင်ငရဲကျသွားတယ်ဆိုတော့ဟောမျက်စိကနေပေးတဲ့ဒုက္ခပဲဒါကြောင့်မို့မြတ်စွာဘုရားကတန်ရုပ်ပါဠိတော်မှာဟောတာယောဘိက္ခဝေစက္ခုတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရောအေးမျက်စိရလာတာဒုက္ခဖြစ်လာတယ်လို့မထင်လိမ့်နဲ့ဒုက္ခဖြစ်တာပဲမျက်စိရတာဘာရတာတော့မေးရင်ဒုက္ခရတယ်လို့ပြောဒီလိုဟောတာအဲ့တော့ဘဝကိုရှုမြင်သုံးသပ်လိုက်မယ်ဆိုရင်အတူချုပ်ပြီးတော့ပြောလိုက်တော့ဘဝကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ perspective အနေနဲ့စဉ်းကျင်စဉ်းစားကြည့်လိုက်လို့ရှိရင်ဒုက္ခလို့ပြောစရာအမှန်တမ်းနည်းပြီးတော့ဒုက္ခလို့ဘာလို့လို့ဆိုရင်နောက်ဆုံးအဆုံးသတ်ဒုက္ခနဲ့ပဲဆုံးဒုက္ခနဲ့အဆုံးမသတ်ဘူးဒုက္ခနဲ့ပဲအဆုံးသတ်သွားမယ်အေးဒါကြောင့်မို့လို့နတ္ထိခန္ဓသမဒုက္ခလို့မြတ်စွာဘုရားဟောတာဘဝဒုက္ခရှုမြင်သုံးသပ်ကြအဲ့ဒီတိုင်းပဲလူတွေမှာအသုံးဝင်တဲ့နားဆိုတာရှိနားကိုအကြောင်းပြုပြီးတော့ကောင်းတာတွေမရဘူးလားရတယ်ဟုတ်လားအခုလိုတရားပွဲတွေမှာတရားနာခွင့်ရနားကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေရဒါမကောင်းဘူးလားကောင်းသို့တော့နားကပေးတဲ့ဒုက္ခတွေကအများကြီးပဲနားကိုအကြောင်းပြုပြီးတော့တခြင်းတန်လေးနားထောင်လိုက်ตาရလိုက်တွေ့တာလိုက်နဲ့ဆိုပြီးအကုသိုလ်တွေပွားတာအဲ့ဒါလို့ပွားလာပြီဆိုလို့ရှိရင်သူအကုသိုလ်တွေကိုအကြောင်းပြုပြီးတော့လူတွေဟာဒုက္ခရောက်ကြပြန်ပေါ့အဲ့တော့နားကလူတွေကိုချမ်းသာဒုက္ခကိုရစေတတ်တဲ့ကုသိုလ်ကိုဖြစ်စေတာအမှန်တမ်းမှနေပြီးတော့ဒုက္ခပေးတာကများနေတယ်အဲ့ဒါကြောင့်မလို့နားရတာဟာလည်းပဲဒုက္ခရတယ်လို့ပဲပြောလို့ရထို့တူပဲဆင်ញင်စဉ်းစားကြည့်မြတ်စွာဘုရားကယောဘိက္ခဝေခာနတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါနှာခေါင်းရတာလဲဒုက္ခရတာပဲယောဘိက္ခဝေဇီဝါယဥပ္ပါရောဒုက္ခတေသောဥပ္ပါလျာရဲ့ဖြစ်ပေါ်လာမှုဟာလည်းပဲဒုက္ခရဲ့ဖြစ်ပေါ်လာမှုပဲထို့တူပဲယောဘိက္ခဝေကာယတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါခန္ဓာကိုယ်ကြီးကာယပတာရာကြီးရလာတာလေဒုက္ခကိုရတာပဲလို့ဟောမျက်စိနာနာလျာကိုယ်လို့ဆိုတဲ့ဒီယုတ်ခန္ဓာတွေရလာတာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒုက္ခတွေကိုရလာတာဒါကရှုထောင့်တစ်ခုကနေပြီးတော့ကြည့်ပြီးတော့ဒုက္ခကိုရှုမြင်သုံးသပ်တိုင်းဖို့ဘဝကိုရှုမြင်သုံးသပ်ဖို့တစ်ခုဟောနောက်တစ်ခုဒီတဲ့လေးနှစ်ထာနဲ့ပြန်ပြီးတော့ရှုမြင်သုံးသပ်လို့ရသေးတယ်ဘယ်လိုရှုမြင်သုံးသပ်လို့ရမလဲဘုန်းကြီးတို့တွေရထားတဲ့ဟောဒီယုတ်ခန္ဓာကိုယ်ကြီးမျက်စိနာနာလျှာကိုယ်ဆိုတဲ့ဒီယုတ်ခန္ဓာကိုယ်ကြီးဟာရလာတဲ့အချိန်ကနေစပြီးတော့ရက်နေတာမရှိဘူးမြစ်ထဲကမြစ်ရည်တွေတသွင်သွင်စီးနေတယ်လို့ဒီယုတ်ခန္ဓာကိုယ်ကြီးကပြောင်းလဲနေတဲ့ဖြစ်စဉ်ကြီးတစ်ခုပဲဘယ်ရာမှရပ်ပြီးတော့တည်မြဲနေတာမဟုတ်ဘူးတဲ့တည်မြဲနေတယ်ဆိုရင်ငယ်တုန်းကယုတ်ကလေးခုချိန်ရှိမှာပေါ့မရှိဘူးလူတိုင်းဟာမိခင်ဝမ်းကနေပြီးတော့မွေးဖွားလာတဲ့အချိန်မှာငယ်ငယ်လေးနဲ့လူလူဖတ်ဖတ်ကလေးပဲမဟုတ်လားအဲ့ဒီကနေပြီးတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ဖြစ်လာတဲ့အခါကျတော့ချက်ချင်းကြီးပြောင်းတာမဟုတ်ဘူးတဖြည်းနေ့စဉ်နဲ့အမျှမိနစ်ပိုင်းစက္ကန့်ပိုင်း
လူရဲ့ရုပ်ခန္ဓာကိုယ်ကပြောင်းလဲသွားတယ်အဲ့ဒီပြောင်းလာတဲ့ဟာတွေကအလုံးဟာမူလဟာလားလို့ဆိုမဟုတ်ဘူးနောက်ပြောင်းလာတာမှန်သမျှအကုန် copy တွေကြီးပဲ copy တွေဆိုတာအရင်ဟာရဲ့အတုတွေကြီးပဲအစစ်ဆိုတာမရှိတော့ဒီလိုဆိုလို့ဟောတဖြည်းဖြည်းပြောင်းလဲနေတဲ့အရာတစ်ခုဟာကျင့်တ်ဆရာမှမကောင်းပဲပြောင်းလဲနေသည့်အတွက်ကြောင့်ဝိပရိနာမပြောင်းလဲတတ်တဲ့သဘောရှိတယ်အဲ့ဒီပြောင်းလဲနေတတ်တဲ့သဘောရှိသည့်အတွက်ကြောင့်ပြောင်းလဲမှုတွေရဲ့အနှောင့်အယှက်ကိုအမြဲခံနေရသည့်အတွက်ကြောင့်ဒုက္ခဒီနေရာမှာဒုက္ခဆိုတာကိုလူတွေညီးတဲ့ဒုက္ခမျိုးပြောတာမဟုတ်ဘူးဥဒယဘယပฏิပိလနထေနဒုက္ခတဲ့ဖြစ်မှုပြက်မှုတွေကအမြဲတမ်းဒုက္ခပေးနေလို့ဒုက္ခဒီလိုပြောတာနော်အဲ့ဒါလို့ဒုက္ခဖြစ်နေတာကိုဘုန်းကြီးတို့တွေရက်ချင်လို့ရမလားသာဝရပြောင်းနေတဲ့အရာတခုနောက်ပြန်ဆွဲရင်ရောရမလားဆိုမရအဲ့ဒါလို့လုံးလို့မရနိုင်တဲ့အနေအထားမျိုးကိုပဲအနတ္တလို့ပြောတယ်ဒီလိုဆိုလိုတာနော်အဲ့ဒါကိုပဲစာလို့ပြောတဲ့အခါကျတော့အဝတ္တဝတ္တနာကိုယ်အလိုတိုင်းမဖြစ်ဘူးဝတ္တဆိုတာကိုယ့်ရဲ့အလိုဝတ္တနာဆိုတာဖြစ်တာအဝတ္တဝတ္တနာဆိုတာကိုယ်အလိုချဘာတစ်ခုမှမဖြစ်ဘူးသူ့သဘာဝအတိုင်းသူဖြစ်နေတာဟုတ်တယ်လေဘုန်းကြီးတို့တွေမွေးလာပြီးတဲ့နောက်ကလေးကကိုဖြစ်ချင်တာမှမဟုတ်ပဲရုပ်ခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းရင်လာတာခေါင်းမဖြူခြင်းပဲနဲ့လည်းဖြူတယ်သွားမကြိုးခြင်းပဲနဲ့လည်းကြိုးတယ်ပယီမတွန့်ခြင်းပဲနဲ့လည်းတွန့်တယ်မအိုခြင်းပဲအိုလာဒါကိုမဖြစ်ချင်တာတွေဖြစ်တာဒါရုပ်ခန္ဓာကိုယ်ကအဲ့ဒါကြောင့်မလို့အဝတ္တဝတ္တအနတ္တလက္ခဏာသုံးပါဆိုတာဟောထားတယ်လေရူပံဘိက္ခဝေအနတ္တရုပ်တရားဟာအနတ္တပဲကိုယ်လိုတိုင်းမဖြစ်ဘူးတဲ့နော်ဘာကြောင့်လို့အကယ်၍ကိုယ်လိုတိုင်းကိုယ်ဟာဖြစ်မဲ့ဆိုရင်ကိုယ့်ရဲ့အတ္တဖြစ်မဲ့ဆိုရင်ရူပိစာဟိတံဘိက္ခဝေအတ္တအဝိနာယိတံရူပံအာဘာရယသံဝတိယကိုယ်လို့သတ်မှတ်တဲ့အတိုင်းထားမယ်ဆိုရင်ကိုယ့်ကိုယ်ဘယ်သူကနှိပ်စက်မလဲရုပ်တရားလူကိုယ့်ကိုယ်ဘယ်လိုနှိပ်စက်မလဲမနှိပ်စက်နှိပ်စက်ရုပ်တရားဆိုတာဖြစ်ရလဲနှိပ်စက်တယ်ကြံတဲ့ပတ်ဝန်းကျင်ကိုလည်းနှိပ်စက်တယ်သူ့ကိုယ်သူကိုလည်းနှိပ်စက်တယ်မျက်စိကမျက်စိကိုပြန်နှိပ်စက်နားပြန်နှိပ်စက်နားရှိလို့နားကြိုက်တယ်ဟောအဲ့ဒါလို့နှိပ်စက်ရုံနဲ့မကဘူးအကယ်၍အတ္တဆိုရင်လက်ပိထာသရူပိဧဝမေရူပံဟောတုဧဝမေရူပံမဟာဟောတိငါရဲ့ရုပ်ကလေးဟာဒီပုံစံဖြစ်ပါစေဒီအနေအထားဖြစ်ပါစေလို့ကိုလှုပ်ချင်တဲ့အတိုင်းရမှာပေါ့တဲ့ဟောမရသည့်အတွက်ကြောင့်အနတ္တလို့ပြောတယ်ဒါအမတ္တမရှင်းတယ်မြတ်စွာဘုရားဟောထားတယ်နော်အမတ္တမရှင်းအဲ့ဒီနည်းနဲ့ဆင်ញင်သုံးသပ်ပေးရအဲ့ဒီလိုဆင်ញင်သုံးသပ်ပေးတာဟာ meditation ကမ္မထာလို့လုပ်တာပဲအဲ့ဒါကိုပါဠိစကားလုံးနဲ့ပြောတဲ့အခါကျတော့အနုပတ္တနာလို့ပြောတယ်အနုဆိုတာလျော်ညီစွာပတ္တနာရှုမြင်ခြင်းဘာနဲ့ရှုတာဉာဏ်နဲ့ရှုကမ္မထာထိုင်နေဆိုတာဒီလိုတမာရီတွေရအောင်လုပ်ပြီးတော့ဒီလိုထိုင်နေမှာကမ္မထာပုံစံနဲ့ထိုင်နေမှာကမ္မထာထိုင်တာမဟုတ်ဘူးဘဝကြီးကိုရှုမြင်သုံးသပ်တာဘယ်ပုံစံနဲ့ပဲထိုင်နေအိပ်ရင်ရှုနေဘယ်လိုရှုနေဒီကမ္မထာဆိုဒီမှာစိတ်အလုတ်ဆိုတာကိုတော့မမေ့နဲ့စိတ်အလုတ်ဆိုတာမမေ့မထိုင်ရဘူးပြောတာမဟုတ်ဘူးเนาะကမ္မထာဆိုတာ posture တော့ရှိတာအဲ့တော့မြတ်စွာဘုရားကဒါမို့ဣရိယာပုတ်၄ပါးလုံးနဲ့ကမ္မထာကိုရှုမှတ်ဖို့ပြောတာအာနာပါနတစ်ခုပဲထိုင်ပြီးတော့ရှုဖို့ဆိုတာအာနာပါနထွက်လေဝင်လေနဲ့ပတ်သက်တဲ့တမာတိရအောင်ပို့ချပေးထားတယ်။ဉာဏ်နဲ့ကမ္မထာနေဆိုလို့ရှိရင်စဉ္ညာရှောင်ရင်ရှုမယ်ထိုင်ရင်ရှုမယ်မတ္တရရင်ရှုမယ်လမ်းရှောင်ရင်ရှုမယ်ဟောလျှောင်းရင်ရှုမယ်လျှောင်းတိုင်ရသွားဣရိယာပုတ်၄ပါးကိလေသာတွေမဝင်ရအောင်ရှုမြင်သုံးသပ်အထူးသဖြင့်တော့ရေပုံရအနေနဲ့မြတ်စွာဘုရားစဉ္ညာလျှောက်ထားရင်ထိုင်တာရင်ဒီနှစ်ခုကိုဦးစားပေးပြီးတော့ဟောဒါဘာလို့လဲဆိုတော့လူဆိုတာပြင်းတတ်တယ်လေအိပ်ပြီးတော့ကမ္မထာရှုလို့ရတယ်ဆိုရင်လူကအိပ်ပြီးတော့ရှုရင်ဘာဖြစ်အိပ်ပျော်သွားမှာပေါ့
အိတ်တဲ့ဘက်ရောက်သွားမှာပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားကထိုင်ခြင်းဣရိယာပုတ်နဲ့စဉ္ညာလျှောက်ခြင်းဣရိယာပုတ်ကိုအဓိကထားပြီးတော့ညွှန်ပေးတယ်ကျန်တာကရှုလို့မရလို့ပြောတာမဟုတ်ဘူးရှုလို့မရလို့ပြောတာမဟုတ်ဘူးအဲ့တော့ထိုင်ခြင်းလျောင်းခြင်းဖြင့်မတ်တရပြီးတော့ရှုကြတာလည်းရှိတယ်နော်ဟိုလမ်းလျှောက်ရင်လည်းလမ်းလျှောက်တယ်ဆိုတော့ဈဉ္ညာလျှောက်တာပေါ့ဟိုလျောင်းဆက်ပြီးတော့လည်းပဲကမ္မထာရှုလို့ရတယ်ဆိုပါစို့အေးများသောအားဖြင့်တော့လျောင်းဆက်ပြီးတော့ရှုမယ်ဆိုလို့ရှိရင်လူဟာပြင်းပြီးတော့အိပ်ပျော်သွားတယ်လို့လျောင်းဆက်ပြီးတော့ဆိုတာကိုစာထဲမှာမပြောဘဲနဲ့ထားသို့တော်လည်းပဲရှုလို့ရတယ်လို့ပဲစိတ်အလုပ်ဖြစ်သည့်အတွက်ကြောင့်မိမိတို့စိတ်စွမ်းအားနဲ့ကိုက်ညီတဲ့အနေအထားမျိုးနဲ့ရှုလို့ရတယ်ဘဝရဲ့ဒုက္ခရှုမြင်သုံးသပ်ကြဘဝရဲ့ဒုက္ခကိုရှုမြင်သုံးသပ်တဲ့အခါအခုလိုမြင်ကြရတာပေါ့ဒါကမမြဲတဲ့ရှုထောင့်ကနေကြည့်တာမမြဲတဲ့ရှုထောင့်ဘဝတစ်ခုရလာရင်တဖြည်းဖြည်းပြောင်းလဲနေတယ်ပြောင်းလဲနေတာတစ်ခုကိုပြောင်းလဲနေသည့်အတွက်ကြောင့်စိတ်ပြည့်စရာကောင်းလို့ဒုက္ခအဲ့ဒီစိတ်ပြည့်စရာကောင်းတဲ့အခြေအနေကြီးတစ်ခုကိုကိုယ်အလိုတိုင်းဖြစ်အောင်လုပ်လို့မရလို့အနတ္တလို့ဆိုရင်ဒီရှုထောင့်ကနေပြီးတော့လေဘဝဒုက္ခကိုဆင်ញင်သုံးသပ်ကြည့်လို့ရတယ်လို့အဲ့ဒါတွေကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကနတ္ထိခန္ဓာတမဒုက္ခခန္ဓာနဲ့တူတဲ့ဆင်းရဲဒုက္ခဆိုတာမရှိဘူးလို့ဟောရုပ်ခန္ဓာတွေနဲ့ပတ်သက်ပြီးတော့အခုလိုပြောမျက်စိနာနာလျှာကိုယ်လို့ဆိုတဲ့ဉာဏ်နဲ့ရုပ်တွေဟာဒီတိုင်းပဲခန္ဓာကိုယ်ထဲမှာရှိသမျှရုပ်တွေဟာဘုန်းကြီးတို့တွေရလာတာဒုက္ခကိုပဲရလာတယ်လို့ဒီလိုမြင်နိုင်အောင်ဘုန်းကြီးတို့တွေဆင်ញင်သုံးသပ်ရအနုပတနာလို့ခေါ်တဲ့အတိုင်းလျော်တဲ့အမြင်သို့မဟုတ်ထပ်တလဲလဲရှုမြင်မှုအဲ့ဒါကိုအနုပတနာကိုအင်္ဂလိပ်လိုပြန်တဲ့အခါ contemplation လို့ပြန် contemplation လို့ဟုတ်သတိပဋ္ဌာန်မဟာသတိပဋ္ဌာန်သုတ်ကိုဟောတဲ့အခါမှာမြတ်စွာဘုရားကဒီအနုပတနာဆိုတဲ့စကားလုံးကိုသုံးတာပဲကာယ ानु ပတနာဝေဒနာ ानु ပတနာစိတ် ानु ပတနာဓမ္မ ानु ပတနာဆိုပြီးအနုပတနာဆိုတဲ့စကားလုံးကိုသုံးတယ်သမာဓိဆိုတဲ့စကားလုံးကြတော့ concentration လို့ပြောတာဒါ meditation ဆိုတာနဲ့ contemplation ကအလားတူတူတယ်ဟုတ်အဲ့တော့ concentration လုပ်တာလေးတစ်ခုကိုပဲကမ္မထာထိုင်တယ်လို့ခုခေတ်မှာတော့အများကထင်မှတ်နေတတ်တယ်ပေါ့သမာဓိရအောင်လုပ်နေတာကိုပဲကမ္မထာထိုင်တယ်လို့အောက်မေ့နေတတ်တယ်ဒါကြောင့်မို့လို့ contemplation လို့ခေါ်တဲ့အသိဉာဏ်နဲ့မှန်မှန်ထပ်ထပ်ဆင်ញင်သုံးသပ်နေမှုရှုမြင်သုံးသပ်နေမှုဟာအနုပတနာအဲ့ဒါအမှန်တမ်းအရေးကြီးပါတယ်ဘဝဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားကောင်းစဉ်ပေးတဲ့အခါဘဝကိုရှုမြင်ဘဝဒုက္ခကိုရှုမြင်သုံးသပ်ခြင်းဆိုတဲ့ contemplation ကိုပြောကောင်းပြီရုပ်တရားတွေကိုယခုလိုရှုမြင်သုံးသပ်နိုင်တယ်လို့ဝေဒနာခန္ဓာလို့ဆိုတဲ့ဝေဒနာအစုကိုလည်းပဲရှုမြင်သုံးသပ်နိုင်ရမယ်အဲ့တော့ဝေဒနာဆိုတာဘုန်းကြီးတို့တွေတွေ့အောင်ရှာဖို့လိုသေးတယ်မြန်မာလူမျိုးတွေကဝေဒနာဆိုလို့ရှိရင်ယောဂနဲ့သွားပြီးတော့ရောထွေးတတ်တယ်ဒီနေရာမှာဝေဒနာခန္ဓာမှာဝေဒနာလို့ပြောတာယောဂကိုပြောတာမဟုတ်ဘူးဒီဝေဒနာကဘာတော့ဆိုရင်စိတ်ရဲ့အာယုန်နဲ့တွေ့တဲ့အခါမှာစိတ်ရဲ့ခံစားမှုအတွေ့အကြုံရရှိမှုကိုဝေဒနာလို့ခေါ်တယ်အဲ့တော့အတွေ့အကြုံရတယ်ဆိုတာဘာကိုပြောတာတော့ဆိုကြည့်လေနှစ်သက်စရာအာယုန်လေးတွေ့ရင်ရှင်းတတ်တဲ့အတွေ့အကြုံလေးပေါ့မနှစ်သက်စရာအာယုန်နဲ့တွေ့ရင်မနှစ်သက်တဲ့အတွေ့အကြုံလေးပေါ့နှစ်သက်စရာလည်းမဟုတ်ဘူးမနှစ်သက်စရာလည်းမဟုတ်ဘူးတာမန်အတွေ့အကြုံလေးတစ်ခုဆိုလို့ရှိရင်အလယ်လက်ခံစားမှုတွေ့ကြုံမှုလေးပဲပေါ့အဲ့ဒါကိုစာလို့ပြောရင်နှစ်သက်စရာအတွေ့အကြုံကိုဒုက္ခဝေဒနာမနှစ်သက်စရာအတွေ့အကြုံကိုဒုက္ခဝေဒနာနှစ်သက်စရာလည်းမဟုတ်ဘူးမနှစ်သက်စရာလည်းမဟုတ်ဘူးဆိုတာကြတော့အဒုက္ခမဒုက္ခဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ဆိုတဲ့အတွေ့အကြုံ
အဲ့ဒါကြောင့်မို့ဝေဒနာဆိုဒီမှာအာယုန်နဲ့စိတ်နဲ့ဆုံလိုက်တဲ့အခါအာယုန်ရဲ့အပေါ်မှာကျင့်တတ်မှုမကျင့်တတ်မှုဆိုတဲ့အနေအထားမျိုးလေးစိတ်ရဲ့ခံစားမှုမျိုးလေးကိုပြောတာလို့နော်ပြောတယ်မပြောဘူးစိတ်ညစ်တယ်ဒါတွေကဘာကိုပြောတာတော့ဆိုဝေဒနာကိုပြောတာပဲကိုယ်စိတ်ထဲမှာဖြစ်တာတွေကိုပြောတာဒီကနေ့နေရထိုင်ရတာပျော်လိုက်တာနေလို့ကောင်းတယ်ဟောဒါဒုက္ခဝေဒနာကိုပြောတာဒီနေ့မှနေလို့ထိုင်လို့မကောင်းဘူးဆိုရင်ဒုက္ခဝေဒနာကိုပြောကောင်းတာလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူးပုံမှန်ပဲဆိုရင်ဒါဥပေက္ခဝေဒနာကိုပြောအဲ့တော့ဘယ်ဟာပဲဖြစ်ဖြစ်ဝေဒနာဟာဝေဒနာအစုဟာဘုန်းကြီးတို့တွေစိတ်ထဲမှာပေါ်လာတဲ့ဝေဒနာအစုကိုရထားကြအဲ့ဒါကိုဝေဒနာခန္ဓာကိုရတယ်လို့ပြောတာအဲ့ဒီဝေဒနာအစုကိုပဲဝေဒနာအစုကိုပဲဥပပတ္တိဘဝလို့ဒီလိုပြောလို့ရတယ်ဘဝဆိုတဲ့နေရာမှာဒီစိတ်ရဲ့ခံစားမှုဟာအမှန်တမ်းအရေးပါသည့်အတွက်ကြောင့်လူတွေဟာခံစားမှုကိုဖြည့်ဆည်းဖို့ရအလုပ်လုပ်ကြနော်ဒုက္ခဝေဒနာခံစားမှုပျော်ရွှင်ချမ်းသာမှုရည်ရွယ်ပြီးတော့လူတွေဟာအလုပ်ရှာကြဒါကြောင့်မို့ဘဝနဲ့တွေ့တဲ့အခါမှာဘာအတွက်မင်းတို့အလုပ်လုပ်ကြတာတော့လို့မေးလို့ရှိရင်အရင်ကြဖြေမယ်ဆိုလို့ရှိရင်ဒုက္ခပျော်ရွှင်ချမ်းသာမှုအတွက်ဒုက္ခဝေဒနာအတွက်အလုပ်လုပ်တယ်လို့ပဲဒီလိုပြောအလုံးဟာချမ်းသာဖို့ပဲကြည့်လေတယောက်နဲ့တယောက်တွေ့ရင်ဆူတောင်းရင်တောင်မှပဲကြည့်ပါလားချမ်းသာကြပါစေလို့မဆိုဘူးလားအဲ့ဒါဘာကိုဆူတောင်းတာတော့ဆိုစိတ်ရဲ့ခံစားမှုလေးတွေကိုဆူတောင်းတာပဲနော်ပျော်ရွှင်ကြပါစေချမ်းမြေ့ကြပါစေတလောကလုံးလူတွေဟာဒီနှစ်သက်ခုကာလသမယဆိုရင် Happy New Year နဲ့ပြောနေကြတာ Happy ဆိုတာဘာပြောတာလဲပျော်ရွှင်မှုကိုပြောတာပဲအဲ့တော့လောကလူတွေဟာဘာတွေကိုရှားနေကြတာတော့ဆိုပျော်ရွှင်မှုကိုရှားတယ်အဲ့ဒါကြောင့်မေးလိုက်ပဲပျော်ရွှင်မှုရှာတာမဟုတ်ပါဘူးတဲ့အလုတ်ရှာတာပါဒါဖြင့်ပြန်မေးမယ်အလုတ်ကဘာအတွက်တော့ဆိုအလုတ်ရှာတယ်ဆိုတာအဲ့ဒီအလုတ်ကဘာအတွက်တော့ဆိုပတ်စံရအဲ့ပိုက်ဆံကဘာလို့ဖို့တော့ဆိုပျော်ရွှင်မှုအတွက်ရနောက်ဆုံးကပျော်ရွှင်မှုအတွက်ရှာနော်သေးချာစဉ်းစားကြည့်နော်သေးချာစဉ်းစားကြည့်မိဘတွေမောင်နှမတွေနော်မိဘတွေကသာသမီချစ်တယ်ဆိုတာမပြောကြဘူးလားတကယ်ချစ်တယ်လို့ထင်လားသေချာစဉ်းစားမကြည့်ရင်မသိဘူးတော့တကယ်ချစ်တယ်လို့ထင်လားမိဘတွေချစ်တာကတကယ်သာသမီဟုတ်ကလားလို့ကဲသုံးသပ်ပြီးတော့ကြည့်အောင်မိဘချစ်တာကသာသမီလားလို့မေးလို့ရှိရင်မဟုတ်ဘူးလို့ဖြေရဒါဖြင့်ဘာကိုချစ်တာတော့ဆိုသာသမီကိုကြည့်ပြီးတော့ဖြစ်ပေါ်လာတဲ့သူတို့ရဲ့စိတ်နှလုံးအေးချမ်းမှုကိုချစ်တာဒီစိတ်နှလုံးအေးချမ်းမှုကဘယ်သူကြောင့်ရနေတာတော့ဆိုရင်သာသမီကြောင့်ရဟုတ်ကဲ့လေသားလေးသမီးလေးကိုကြည့်ပြီးတော့စိတ်ထဲမှာမပျော်ဘူးလားအဲ့ဒါလေးကိုချစ်တာတကယ်ကတော့အကယ်၍ဒီသားသမီးကဆိုးမိုက်ပြီးတော့သူတို့ရဲ့စိတ်နှလုံးချမ်းမြေ့မှုလေးကိုဖျက်ဆီးမယ်ဆိုရင်ဒီသားသမီးချစ်သေးလားဒါကြောင့်မလို့သတင်းစာထဲကြည့်လိုက်ရင်အမွေပြတ်ကြော်ညာတာတွေရှိတယ်မဟုတ်လားအဲ့ဒါဟာသားသမီးချစ်တာပဲဟုတ်မလဲဒီသားသမီးကသူတို့ရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့ပျော်ရွှင်ချမ်းမြေ့မှုကိုဖျက်ဆီးပြစ်တော့ဒီသားသမီးပဲချစ်နိုင်တော့မလို့ဟုတ်လားအဲ့တော့တရားခံအရှာမလွဲစေနဲ့ပေါ့အဲ့တော့တရားခံအရှာလွဲလို့ရှိရင်အကြောင်းတရားအစစ်အမှန်ကိုမသိသည့်အတွက်ကြောင့်လွဲမှားတယ်ဆိုတာအဲ့ဒါကိုပြောတာနော်ပြစ်မှတ်ကလွဲမှားနေအဲ့တော့မိဘကသားသမီးချစ်တယ်ဆိုတာတစ်ဆင့်ကသားသမီးကိုအကြောင်းပြုပြီးတော့သူတို့တဏ္ဍာမှာရရှိလာတဲ့ပျော်ရွှင်ချမ်းမြေ့မှုစိတ်ချမ်းသာမှုကိုမိဘတွေကချစ်အဲ့ဒီကိုယ်တဏ္ဍာမှာရရှိလာတဲ့ပျော်ရွှင်ချမ်းမြေ့မှုကိုဒီသားသမီးကဖျက်လို့ဖျက်ဆီးလုပ်ပြီးဆိုလို့ရှိရင်ဒီသားသမီးသွားတော့ဒီလိုဆိုလိုတာဟုတ်ကဲ့အဲ့တော့အစစ်အမှန်ကလောကလူတွေဟာဒုက္ခဆိုတာကိုချစ်မြတ်နိုးနေကြတာတဲ့အဲ့တော့ဒုက္ခဆိုတာဘာတုံးလို့ဘုရားတရားတော်နဲ့ပြောမယ်ဆိုရင်ဝေဒနာကိုချစ်ဝေဒနာဆိုတာဝေဒနာခန္ဓာအဲ့တော့ဘဝဆိုတာခန္ဓာကိုရတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဘယ်လိုဟောတော့ဆိုယောဘိခဝေဝေဒနာယဥပ္ပါရောဒုက္ခတိသောဥပ္ပါရော
จิตตายานတို့ဝေဒနာရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခရဲ့ဖြစ်ပေါ်လာမှုပဲလို့ဒီလိုဟောတယ်။ဘာဖြစ်လို့ဒုက္ခလို့ဝေဒနာကိုပြောတော့ဆိုကဲပျော်ရွှင်ချမ်းမြေ့မှုဆိုတာသာဝရလားတခဏလားလို့မေးရင်ဘယ်လိုဖြေမလဲ။အဲ့တော့တခဏဆိုလို့ရှိရင်ဒီချမ်းသာဒုက္ခကိုသာဝရရတာမဟုတ်သည့်အတွက်ကြောင့်ခဏခဏဆုံးရှုံးတိုင်းစိတ်ဆင်းရဲနေရဒီဝေဒနာဆိုတဲ့ဒုက္ခဝေဒနာကိုယ်တဏ္ဍာမှာဖြစ်လာလို့ရှိရင်တခဏလေးသာအကြောင်းတိုက်ဆိုင်တဲ့အခါလေးမှာဖြစ်လာတာဖြစ်ပြီးရင်လည်းပျက်စီးသွားတာဖြစ်သောကြောင့်မြတ်စွာဘုရားကဟောတယ်လေဒုက္ခဝေဒနာကိုထိတိဒုက္ခတဲ့ရှိနေတော့တာဒုက္ခပါတဲ့ဝိပရိနာမဒုက္ခပြောင်းသွားတာနဲ့တပြိုင်တည်းဒုက္ခပါလို့ဒီလိုပြောတယ်အဲ့ဒါကြောင့်မို့လို့ဒုက္ခဟာလည်းဒုက္ခပဲဒုက္ခလို့ရှုနိုင်ရမယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့တော့ဒုက္ခကိုဒုက္ခလို့ရှုနေလို့ရှိရင်တွေ့တာမှုတွေဖြစ်တွေ့တာမှုတွေဖြစ်လာလို့ရှိရင်ဒုက္ခဝေဒနာကိုဖယ်ရှားနိုင်ခြင်းမရှိဘူးမဖယ်ရှားနိုင်လို့ရှိရင်တဏှာကထွက်ပေါက်ဆိုတာမရနိုင်ဘူးတဲ့ဒါကြောင့်မို့ဝေဒနာအပေါ်မှာလည်းပဲဒုက္ခလို့ရှုမြင်သုံးသပ်နိုင်ရမယ်လို့ဘဝဒုက္ခတစ်ခုဖြစ်ဖြစ်ရှုမြင်သုံးသပ်နိုင်ရမယ်ဒီလိုမြတ်စွာဘုရားဟောနောက်တစ်ခုကတော့တင်ညာဆိုတာကမှတ်ထားကိုပြောတာနော်လူတွေကမှတ်နေကြတာပဲစိတ်ဖြစ်လာလို့ရှိရင်မျက်စိကအာယုံတစ်ခုမြင်လိုက်ရင်မှတ်လိုက်တယ်နားကအတန်ကြားလိုက်ရင်လည်းမှတ်လိုက်တယ်မှတ်လိုက်တာဆိုတာသူ့ဟာသူသဘာဝအတိုင်းမှတ်နေတာအဲ့ဒီမှတ်တဲ့တင်ညာဟာလည်းပဲမှတ်ပြီးရင်ပျက်စီးသွားတာဖြစ်သောကြောင့်ခိုင်မြဲတဲ့အရာမဟုတ်ဘူးတခါလူတွေကတင်ညာကိုအပြစ်တင်ပြီးပြောတာရှိတယ်မို့လားနော်ငါနဲ့အမှတ်သားနဲလိုက်တာနော်မမှတ်မိနိုင်ဘူးဆိုပြီးတော့ကိုယ်တင်ညာကိုအပြစ်တင်ဘယ်တင်ညာပဲဖြစ်ဖြစ်တင်ညာသဘာဝတရားအကြောင်းတရားနဲ့တွေ့ပေါ်လာပြီးတော့မှတ်တယ်အမှတ်မှားမှုကိုအကြောင်းပြုပြီးတော့ဘာတွေဖြစ်တယ်ဆိုတော့အကုသိုလ်တွေဖြစ်ကြအဲ့ဒီအကုသိုလ်တွေဖြစ်လို့ဘဝမှာညှဉ်းမွန်းနေကြဒါကဘယ်သူကဒုက္ခပေးတာတော့ဆိုတင်ညာကဒုက္ခပေးတာလို့ဒီလိုဆိုလို့လေအဲ့ဒါကြောင့်မလို့တင်ညာဆိုတဲ့တင်ញခန္ဓာဟာလည်းပဲသူ့သဘာဝတရားကိုကြည့်မယ်ဆိုလို့ရှိရင်လည်းမမြဲတဲ့အရာဖြစ်တယ်နောက်တစ်ခါသူ့ကိုအကြောင်းပြုပြီးတော့လည်းပဲဘဝမှာဒုက္ခတွေအများကြီးရတယ်ဒါကြောင့်မို့တင်ညာကိုလည်းပဲဒုက္ခလို့ရှုမြင်သုံးသပ်နိုင်ကြရမယ်လို့သူ့ရဲ့အပြစ်ကိုလည်းပဲရှုမြင်နိုင်ရမယ်သဘာဝတရားတိုင်းမှာအပြစ်ရှိတယ်အဲ့ဒီအပြစ်ဟာဘာလဲလို့ဆိုရင်မမြဲတာအပြစ်ပဲမမြဲခြင်းဟာအပြစ်ပဲအဲ့ဒါကိုအာဒီနဝလို့ခေါ်တယ်မြတ်စွာဘုရားကတရားဓမ္မနဲ့ပတ်သက်ပြီးတော့၃မျိုးခွဲပြီးတော့ပြနံပါတ်1ကအတ္တဓာတ်တဲ့နံပါတ်2ကအာဒီနဝတဲ့နံပါတ်3ကနိတရဏဒါအမတမမှတ်သားလိုက်တဲ့စကားတစ်ခုပဲအတ္တဓာတ်ဆိုတာတာယာစရာကျင့်တ်စရာအတ္တ enjoyment ဘယ်ရာပဲဖြစ်ဖြစ်ကျင့်တ်စရာလေးတွေတစ်ခုစီရှိတတ်တာယာစရာလေးတွေရှိတတ်ဒါကြောင့်မို့တာယာမှုလေးတွေပေါ်လာဆိုပါစို့ဘဝဟာတာယာစရာမရှိဘူးလားလို့ဆိုရင်ရှုထောင့်တစ်ခုကကြည့်ရင်တာယာစရာကောင်းတယ်ဘဝလေးရလာသည့်အတွက်ကြောင့်တို့ပျော်ရတယ်ပါရတယ်တွေးကြရတယ်ဆုံကြရတယ်ဟုတ်လားဘဝမှာတစ်ခုဟုတ်ဘဝရလာသည့်အတွက်ကြောင့်ဘဝသူခံစားကြဒါတာယာစရာလေးတစ်ခုပဲပေါ့ကိုရီးယားကားကြိုက်တဲ့လူကလည်းဟောဘဝလေးရထားလို့ကိုရီးယားကားကြည့်ရတယ်လို့ချင်းကောင်းထင်မှာပေါ့နော်အဲ့တော့ဘဝရဲ့တာယာစရာလေးကကိုလုံးချင်တဲ့စရာလေးတွေလုံနေရတာဒါဘဝရဲ့တာယာစရာလေးတွေအတ္တရလို့ခေါ်တယ်။နောက်အာရိနဝအပြစ်ဆိုတာဘာကိုပြောတာတော့ဆိုမမြဲတာအဲ့ဒီဘဝဟာခိုင်မာတယ်မြဲတယ်ဆိုတာမရှိဘူးတဲ့သာဝရပြောင်းလဲပြီးတော့နေတဲ့အရာဖြစ်တယ်မမြဲတာဟာအပြစ်ပဲမမြဲသည့်အတွက်ကြောင့်ကိုရထားတာဘယ်တော့မှသာဝရမဟုတ်ဘူးတခဏလာလေးဖြစ်တယ်ဒါဖြင့်နိတရဏဆိုတာထွက်ပေါက်ကိုပြောအဆောင်ဦးကြီးကြီးတွေထဲမှာထွက်ပေါက်ဆိုတာရှိတယ် exit လို့ရေးထားတဲ့ထွက်ပေါက်ဒကာမကြီးတွေဟာလားအဆောင်ဦးကျယ်ကြီးတွေထဲမှာလူတွေရောက်နေတယ်ဆိုရင်ထွက်ပေါက်ရှာကြအဲ့တော့အဲ့ဒီမှာတန်တရားဝကထွက်ဖို့ဆိုတာဒီအတ္တရတို့အာရိနဝတို့နှစ်ခုထဲမှာထွက်ပေါက်ဆိုတာဘာကိုပြောတာတော့လို့ဆိုတော့အဲ့ဒီတာယာစရာပေါ်မှာတွေ့တာနေတဲ့တဏှာကိုသန္တာရာဂကိုဖယ်ရှားနိုင်တာဟာထွက်ပေါက်ပဲ
သူ့ကိုဖယ်ရမယ်အဲ့ဒါကြောင့်မလို့ရှုမြင်သုံးသပ်တဲ့အခါမှာဘဝဒုက္ခကိုရှုမြင်သုံးသပ်ရမယ်ဘာဖြစ်လို့ဘဝဒုက္ခကိုရှုမြင်သုံးသပ်ရတယ်လဲလို့ဆိုရင်ဘဝပေါ်မှာတွေ့တာနေတဲ့တဏှာတွေကြီးထွားလာမှာဆိုတဏှာတွေကိုဖယ်ရှားဖို့ရာအတွက်ဒါရှုမြင်သုံးသပ်ပေးတာအဲ့တော့နိတ္တရဏဆိုတဲ့ထွက်ပေါက်ကိုရှာတာလို့ဒါကိုမရှုနိုင်မဲနဲ့ဘဝပေါ်မှာတွေ့တာတဲ့တဏှာရာဂကိုမပယ်နိုင်မဲနဲ့ဘဝရဲ့ထွက်ပေါက်ဆိုတာရှာမတွေ့နိုင်ဘူးတဲ့ဒါကြောင့်မို့ရှာတွေ့အောင်ခုနကအနုပတနာဆိုတာမှန်မှန်ကန်ကန်မြင်တတ်ဖို့ကြည့်တတ်ဖို့ရှုမြင်သုံးသပ်ရဒီလိုဆိုလိုတာပေါ့ကောင်းပြီသင်္ခါရဆိုတာတွေကြတော့တွေးတာတွေကြံတာတွေလှုပ်ဆော်တဲ့စေရနာတွေအားလုံးစိတ်ရဲ့လှုပ်ရှားမှုတွေအားလုံးလိုချင်တဲ့လောဘဖြစ်တယ်မုန်းတီးတဲ့ဒေါသတွေဖြစ်တယ်လှူတဲ့တန်းတဲ့အာလောဘဖြစ်တယ်မေတ္တာထားရတဲ့အာရောဓတွေဖြစ်တယ်အသိပညာတွေဖြစ်တယ်အဲ့ဒီအားလုံးတွေကိုခြုံငုံပြီးတော့သင်္ခါရလို့ခေါ်တယ်အဲ့ဒီသင်္ခါရခန္ဓာတွေကရောကြည့်လိုက်ပဲဆိုလို့ရှိရင်မမြဲတဲ့သဘောတရားတွေဖြစ်သောကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောတယ်ယောဘိက္ခဝေသင်္ခါရဏံဥပ္ပါရောနော်ဒုက္ခတေသောဥပ္ပါရောသင်္ခါရတရားတွေသင်္ခါရလို့ဆိုတဲ့ဒီစေတသိက်တရားတွေရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခရဲ့ဖြစ်ပေါ်လာမှုပဲဒါတွေကိုအကြောင်းပြုပြီးတော့လေဒုက္ခရောက်တယ်ဒီသဘာဝတရားတွေဟာမြဲခြင်းမရှိထာဝရတည်မြဲတဲ့အရာတွေမဟုတ်သည့်အတွက်ကြောင့်လည်းပဲဒုက္ခဖြစ်တယ်ဆိုတာကိုရှုမြင်သုံးသပ်ပေးနိုင်ရမယ်အဲ့ဒါလို့ရှုမြင်သုံးသပ်ဆိုပါလို့ကိုယ်တဏ္ဍာမှာလောဘဖြစ်ရင်လည်းပဲအော်ဒီလောဘဖြစ်တယ်ဆိုတာမြဲတဲ့သဘောမဟုတ်ဘူးလို့ရှုမြင်ဒေါသဖြစ်လာပြီဆိုရင်လည်းဒေါသကိုပြန်ပြီးတော့ရှုမမြဲတဲ့သဘောတရားဖြစ်ရှုတယ်တနည်းအားဖြင့်ဒေါသရဲ့အပြစ်တွေကိုရှုနိုင်တယ်အာလောဘဖြစ်လာပြီလူချင်းတန်းကျင်တဲ့စိတ်လေးတွေပေါ်လာပြီဆိုရင်ဒီသဘာဝတရားဟာမမြဲဘူးအာဒေါသဆိုတဲ့မေတ္တာထားတဲ့သဘောတရားပေါ်လာလို့ရှိရင်လည်းငါတဏ္ဍာမှာဒါလည်းအမြဲရှိတာမဟုတ်ဘူးလို့ရှုမြင်သုံးသပ်နိုင်ရမယ်အဲ့ဒါလို့ရှုမြင်သုံးသပ်ခြင်းဖြင့်ဘဝမှာဒီမှန်ကန်တဲ့လမ်းစဉ်တစ်ခုကိုရှုမြင်သုံးသပ်ခြင်းဖြစ်တယ်လို့ဒီလိုဆိုလိုတာပေါ့ဟောနောက်တစ်ခုကဝိညာဉ်နဲ့ခန္ဓာလို့ဆိုတဲ့စိတ်အစုဘုန်းကြီးတို့တွေမှာဒီဝိညာဉ်လို့ဆိုတဲ့စိတ်ဗမာတွေကတော့အဲ့ဒီဝိညာဉ်ဆိုတာကိုဝိညာဉ်ကောင်လို့အသက်လို့ဒီလိုယူဆကြသို့တော့ဒီနေရာမှာဝိညာဏဆိုတာအသိစိတ်တွေကိုပြောအာယုန်နဲ့တွေးလိုက်တဲ့အခါမှာအသိစိတ်တွေကသိတယ်မြင်ရင်သိတယ်ကြားတဲ့အခါမှာကြားတဲ့အာယုန်ကိုသိလိုက်တယ်အနံ့ရရင်အနံ့ကိုသိလိုက်တယ်အရသာထိမိရင်တွေးထိမိရင်အရသာကိုသိတယ်ခန္ဓာကိုယ်နဲ့ထိရင်ထိတဲ့အရာကိုသိလိုက်တယ်စိတ်ကူးလို့ရှိရင်ကူးတဲ့အရာကိုသိလိုက်တယ်အဲ့ဒီသိတဲ့သဘောလေးအဲ့ဒီသိတဲ့သဘောဆိုတဲ့ဝိညာဏလေးဟာသိပြီးရင်လည်းပဲပျောက်သွားတာဖြစ်သောကြောင့်သူကလည်းခိုင်မြဲတဲ့အရာမဟုတ်ဘူးခိုင်မြဲတဲ့အရာမဟုတ်သည့်အတွက်ကြောင့်သူကလည်းဖြစ်မှုပြက်မှုတွေနှိမ့်ဆက်နေသည့်အတွက်ကြောင့်ဒုက္ခပဲလို့မြတ်စွာဘုရားယောဘိက္ခဝေဝိညာဏတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရောဝိညာဏဆိုတဲ့စိတ်အစုရလာတာဟာလည်းပဲဒုက္ခရလာတာပဲလို့ဘဝနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေအခုရလာတာတွေတစ်ခုချင်းတစ်ခုချင်းဆင်ញင်သုံးသပ်ကြည့်လိုက်တဲ့အခါပြန်ပြီးတော့ခြုံငုံကြည့်လိုက်ဘုန်းကြီးတို့တွေရတာရုပ်ကိုရတယ်ဝေဒနာကိုရတယ်တင်ညာရတယ်သင်္ခါရရတယ်ဝိညာဏရတယ်ဆိုရူပခန္ဓာဝေဒနာခန္ဓာတင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာတွေကိုရလာအဲ့ဒီရလာတဲ့မြတ်ဒီခန္ဓာ၅ပါးရဲ့ဖြစ်မှုတွေဘာဖြစ်တာတုံးဆိုဒုက္ခဖြစ်ပေါ်လာမှုတွေပဲလို့အဲ့ဒါလို့ဒုက္ခရဲ့သဘောကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်လိုက်ရအဲ့ဒါကိုဆိုလို့လေဘဝဒုက္ခကိုရှုမြင်သုံးသပ်ခြင်းအဲ့ဒါလို့ရှုမြင်သုံးသပ်နိုင်မှသာလေဘဝပေါ်မှာတွေ့တာတဲ့တဏှာဆိုတာကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်ဘဝပေါ်မှာတွေ့တာတဲ့တဏှာကိုမဖယ်ရှားနိုင်သေးသမျှကာလပတ်လုံးဘဝရဲ့ထွက်ပေါက်ဖြစ်တဲ့နိဗ္ဗာန်ကိုဘုန်းကြီးတို့တွေဝေးကွာနေဥမှာဖြစ်တယ်ဘယ်တော့မှတွေ့ဥမှာမဟုတ်သေးဘူးဒါကြောင့်မို့ဘဝရဲ့ထွက်မြောက်ရာဖြစ်တဲ့ဘဝနိတ္တရဏနိဗ္ဗာန်ကိုရှာတွေးဖို့ရအတွက်ဘဝပေါ်မှာတွေ့တာတဲ့တဏှာကိုဖယ်ရှားရမယ်။ဘာနဲ့ဖယ်ရှားမလဲဆိုရင်မှန်ကန်တဲ့အမြင်တစ်ခုနဲ့ရှုမြင်သုံးသပ်ပြီးတော့ဖယ်ရှားရမှာဖြစ်တယ်လို့
မိမိတို့ကျင့်ရမယ်ဘုရားဘာသာတွေကျင့်ကြံကြိုးကုပ်အားထုတ်ကြတယ်အခုလိုအနုပတနာလို့ခေါ်တယ် contemplation ရှုမြင်သုံးသပ်ခြင်းဖြင့်ဘဝပေါ်မှာတွေ့တာတဲ့တဏှာကိုဖယ်ရှားနိုင်တယ်တဏှာဖယ်ရှားလိုက်တာနဲ့တပြိုင်နက်ဒီဘဝကလွတ်မြောက်မှုဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုတွေ့မြင်နိုင်ကြမှာဖြစ်တယ်အဲ့ဒီလိုဘဝကိုဖယ်ရှားနိုင်ဖို့အတွက်အင်အားစုတွေကဘာတွေလုံးဆိုရင်မဂ္ဂင်၈ပါးအဲ့ဒီမဂ္ဂင်၈ပါးထဲမှာခုနကအခုလိုဘဝကိုဒုက္ခလို့ရှုမြင်သုံးသပ်တာသမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်ရှိလို့ရှုမြင်သုံးသပ်နိုင်တာမှန်ကန်တဲ့အတွေးလို့ဆိုတဲ့သမ္မာသင်္ကပ္ပရှိလို့ရှုမြင်သုံးသပ်နိုင်တာဖြစ်တယ်ဒါကြောင့်မို့သမ္မာဒိဋ္ဌိဥဆောင်ပြီးတော့သမ္မာသင်္ကပ္ပမှန်ကန်တဲ့အတွေးတွေနောက်ပြီးတဲ့အခါသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ကိုယ်ကျင့်တရားတွေကိုအခြေခံပြီးတော့သမ္မာဝါယာမဆိုတဲ့ဒီရှုမြင်သုံးသပ်မှုကိုတွန်းအားပေးပြီးကြိုးစားမယ်ဆိုရင်သမ္မာတတိဆိုတဲ့ဒီဘဝအပေါ်မှာတတိထားတတ်မလာမှုနဲ့သမ္မာသမာဓိလို့ဆိုတဲ့စိတ်ကလေးတည်ငြိမ်လာမှုတွေရရှိပြီဆိုလို့ရှိရင်ဘဝပေါ်မှာတွေ့တာတဲ့တဏှာကိုအဆင့်၄ဆင့်နဲ့မဲ့၄ပါးနဲ့ဖယ်ရှားလိုက်တဲ့အခါမှာနောက်ဆုံးဘဝရဲ့ထွက်ပေါက်လို့ဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြမှာဖြစ်တယ်လို့ကိုယ်စီယုံကြည်ပြီးတော့ဘဝရဲ့ထွက်ပေါက်ရရှိရန်အတွက်ဘဝဒုက္ခကိုရှုမြင်သုံးသပ်နိုင်ကြပါစေကုန်တည်း